La bang tu dawang tu ko ujung bade ya hom ada solusi. Engkau terang ni ke sedokan ni bapali doma lasi de. Naga tu dan naga sura. Senye name. Sengko bali lo naga lo le di lo ko. Na? Begini dong sound de. Mentai suma apudan de senjana ni ha. Belu inga yati ne pisung ni sura. Nyaswa piaga upama baby lo. Inga liba ne pisung ne menye sendi menye jarana thai. Adalu be lurade ya jahandaba. Inga liba ne pisung me sulu si. Loka ji ye jarana thai. Tiniya chin lu phodan ne lu tiyau phit de. Pemalu ini lo di lau dan le bu belu kaung sen tet chin le so lo. Phodan ne lu tambu shi de lu. No, dekai yang mai nya. Tia kaung sen ko tambu shi de lu lo di lo mat ya. Tia kaung sen ko belu mat me. Tambu shi de lu. အဲ့ဒါကိုမြတ်စွာဘုရားကဥပမာပေးတဲ့နေရာမှာသိပြီးတော့ကျွမ်းကျင်တော်မူတာဆိုတော့မင်းရဲ့ယရနာထိုက်တဲ့ရှင်လိမ္မာတကောင်မှာရှိရမယ့်အင်္ဂါရက်တွေကိုအရင်ဖော်ပြတယ်ပြီးတော့အဲ့ဒီလိုမျိုးအင်္ဂါရက်တွေနဲ့ပြည့်စုံတဲ့ယဟန်တစ်ပါးသို့မဟုတ်လူတစ်ယောက်ဟာလည်းပဲယရနာထိုက်တဲ့လောကကြီးရဲ့တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုပြောပြထားတယ်ပြီးတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့လောကကြီးမှာလူချင်းချင်းတန်ဖိုးဖြတ်ကြတာတွေရှိတယ်နော်ဒီလူကတော့တန်ဖိုးရှိတယ်ဒီလူကတော့တန်ဖိုးမရှိဘူးဒီလူကတော့လူအဖို့တံပဲကွာဒီလူကတော့သိပြီးတော့ဖူးမတန်ပါဘူးလို့မျိုးမျိုးတန်ဖိုးမဖြတ်ကြဘူးလားတန်ဖိုးဖြတ်ကြအဲ့ဒီတော့ဒီမှာမြတ်စွာဘုရားရဲ့ဒေသနာတော်အရာတန်ဖိုးရှိတဲ့လူဖြစ်အောင်အဖို့တန်တဲ့လူဖြစ်အောင်ဘယ်လိုလုပ်မလဲဒါလေးကိုစဉ်းစားရဟုတ်လားဧတဘောသူတော်ကောင်းတို့ဒီထဲကိုလာပြီးတော့တရားနာကြတယ်ဆိုတာကိုပြီးတော့တန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်ခြင်းလို့တရားလာနာကြတာမဟုတ်လားကုသိုလ်ကောင်းမှုတွေနဲ့ကိုတန်ဖိုးမြင့်မေမြင့်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ကိုတန်ဖိုးရှိအောင်ကြိုးစားမေတနည်းအားဖြင့်ကိုအဖို့တန်တဲ့လူတစ်ယောက်ဖြစ်အောင်ပူ၍တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်မြတ်စွာဘုရားရဲ့တရားတော်တွေကိုလာနာကြတာမဟုတ်လားဒီတော့ဘေးသက်ပေါင်းသူတော်ဟောတို့ကတန်ဖိုးရှိတဲ့လူအဖို့တန်တဲ့လူဖြစ်ခြင်းနေဆိုတာအသိကြသွားပြီနော်အဲ့ဒီလိုဆိုရင်အဖို့တန်တဲ့လူတစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဒါလေးကိုဦးဇင်းတို့ဥပမာဥပမေယနဲ့မြတ်စွာဘုရားရဲ့တရားတော်တွေကိုထိုက်တဲ့လို့ချက်ထွင်ပြီးတော့ဦးဇင်းတို့ပြောသွားပါမယ်ဟုတ်လားပါဠိလိုတော့နာဂသုတ်တံလို့ဒီလိုစာထဲမှာတော့ခေါင်းစဉ်တက်ထားတယ်ဦးဇင်းတို့ကအဲ့ဒါကိုပေးတတ်လို့မှတ်ရလွယ်အောင်တန်ဖိုးရှိတဲ့လူတဲ့ဒီတရားနာပြီးတော့တန်ဖိုးရှိအောင်ကြိုးစားနိုင်ဖို့ရည်ရွယ်ချက်ဖြင့်ဒီတရားကိုဦးဇင်းတို့ဟောမယ်ဟုတ်လားတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့အင်မတန်ကြီးမားတဲ့မဟာကရုဏာရှိတော်မူတဲ့အင်မတန်ကြီးမားတဲ့ပညာရှိတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုံသိမြတ်လို့ရှိဖို့ပူဇော်ကြအောင်စို့ကရုဏာတိတလဟရယံပညာပိသောတာဝိဟတမောဟတမံသန္တရမရလောကကရုံဝန္တိဒုက္ကတံဂတိဝိမု ढ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြတ်သောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိသောတာဝိဟတမောဟတမံအရဟတမေတိဟုသောအယဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသန္တရမရလောကကရုံလူနဲ့မြမတတဝနန္တတို့၏ကြောက်ဒီတန်တို့လေကလူပြုရာတဆူရီသောဆရာသခင်လေးဖြစ်တော်မူပါ၏ထသောဂတိဝိမု ढ ံဒီဝမနုဿာနိရယနှင့်ပေဒတရိစ္ဆာလာယရှိငါဓမ္မဂတိတို့မာရီသူသဖြင့်ကင်းလွတ်တော်မူပြီးသောဒုက္ကတံသတ္တဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှသောစကားကောင်းကိုသာမြတ်စွာတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမကဲ့သို့ပြသတင်တဲ့သိမြင်ပေတဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမမမူ
ယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနိဝနမကာယဝစီမနောជីဝေသုံးဤဒွါရပနာမဖြင့်ဒုက္ခယူကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအဖို့တန်တဲ့လူတဲ့ဦးဇင်းတို့စတင်ပြီးတော့နာကြရအောင်သတုဟိဒိဋ္ဌဝေအင်္ဂေဟိသမ္မာနာဂတောရိညောနာကိုသာသရဟောဟောတိရာသဘောကောရိညောအင်္ဂတေဝသင်္ကံကိစ္စတိဘေကဝေပိသတိပါจิตจิตမိတို့သတုဟိလေးမျိုးကုန်သောအင်္ဂေဟိအကြောင်းအင်္ဂါရတို့နှင့်သမ္မာနာဂတောပြည့်စုံသောရိညောနာကိုမြည်ရခြင်းသည်သာသရဟောမင်းအားထိုက်တန်သည့်ရာဇဘောကိုမင်းရဲ့အတုံးဆောင်ဖြစ်သည်ဟောတိဖြစ်၏အင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့မင်းစည်းတဲ့ဆင်ဟာမင်းအားထိုက်တန်တဲ့မင်းရဲ့ယရဏအတုံးဆောင်ဖြစ်တယ်မင်းရဲ့အတုံးဆောင်ယရဏဖြစ်ဖို့မင်းအားထိုက်တန်ဖို့ဆိုလို့ရှိရင်အဲ့ဒီမင်းစည်းတဲ့ဆင်သည်အင်္ဂါ၄ချက်နဲ့ပြည့်စုံရမယ်အင်္ဂါဘယ်နှချက်လဲအဲ့ဒီအင်္ဂါ၄ချက်နဲ့သာပြည့်စုံမယ်ဆိုလို့ရှိရင်အဲ့ဒီဆင်ဟာမင်းရဲ့ယရဏထိုက်တယ်အမြဲတမ်းဖို့တန်တယ်ပေါ့နော်ရိညောအင်္ဂတေဝသင်္ခံကိစ္စတိမင်းရဲ့အစိတ်အပိုင်းထဲမှာတောင်ထည့်ပြီးတော့ရည်တွက်လို့ရတယ်အဲ့ဒီလောက်အရေးပါတဲ့အင်္ဂါ၄ပါးကဘာလဲဆိုတော့ကတမိဟိသတုဟိဒု၄ပါးသောအင်္ဂါယတုတိကပေတိဟုမူကားဣဒာဘိကဝေရိညောနာကိုသောတာသဟောတိဟန္တာသခန္တာသကန္တာသဘိကဝေပိသတိပါจิตจิตမိတို့ရိညောနာကိုမင်းရဲ့ဆင်သည်သောတာသဆင်ဥသည်ရဲ့စကားကိုနားထောင်တတိဟောတိဖြစ်ရ၏ပထမပြည့်စုံရမယ့်ဆင်ရဲ့အင်္ဂါဟာဘာလဲဆိုတော့ဆင်ဥသည်ရဲ့စကားကိုနားထောင်ရဆင်ဥသည်ကဘလို့ဖြစ်စေခြင်းနဲ့ဘေဝသွားစေခြင်းနဲ့ဘာလို့စေခြင်းနဲ့အားလုံးသိတဲ့နားလေတဲ့လိမ္မာတဲ့ကျွမ်းကျင်ဆင်ဥသည်ဖြစ်စေခြင်းတာကိုသိတယ်ဆင်ဥသည်ရဲ့စကားကိုလည်းနားထောင်တယ်မင်းရဲ့ယရဏထိုက်တဲ့ဆင်တကောင်ဖြစ်ဖို့အတွက်ပထမလိုအပ်သောအင်္ဂါရက်သည်ဆင်ဥသည်ရဲ့စကားကိုပါလဲနားထောင်ရမယ်ဒီဥပမေယကိုဒီဥပမာကိုတိတိကျကျမှတ်ရမယ်နော်ဒါကိုမှတ်မိမှနောက်တရားကိုသဘောပေါက်မှာဟုတ်လားဣဒာဘိကဝေရိညောသောတာသဟောတိဟန္တာသခန္တာသကန္တာသဟန္တာသမင်းရဲ့ဆင်ဆိုတာဆန့်ကျင်ဘက်ရန်သူတွေကိုတည်ရဲပြည့်ရဲကြည့်သည်ဟောတိဖြစ်ရ၏စစ်ပွဲတွေဆင်နွှဲတဲ့နေရာမှာတစ်ဖက်ရန်သူတွေကိုအစွဲနဲ့လည်းထိုးတတ်ရဲရမယ်ခြေထောက်နဲ့လည်းနင်းရဲရမယ်နှာမောင်းနဲ့လည်းလိမ့်ပြီးတော့ပြည့်ရဲရမယ်မင်းရဲ့ဆင်ဆိုတာတစ်ဖက်ရန်သူကိုတည်ရဲဖြည့်ရဲတတ်နိုင်စွမ်းနဲ့စွမ်းအင်တတ္တိနဲ့ပြည့်စုံရမယ်သူရေဘောကြောင်းနေလို့မဖြစ်ဘူးဟုတ်လားဘယ်နှချက်ရှိသွားပြီလဲဆင်ဥသည်ရဲ့စကားကိုနားလေရမယ်နားထောင်ရတစ်ဖက်ရန်သူတွေကိုတည်ရဲဖြည့်ရဲတဲ့စိတ်ရှိရမယ်သောတာသဟောတိဟန္တာသခန္တာသကန္တာသခန္တာသတစ်ဖက်ရန်သူတွေကပြစ်ခတ်လာတဲ့ဓာရီလေးမြားရီလှန်ရီအစရှိတဲ့လက်နက်တွေကိုသိခန္နိုင်စွမ်းရှိသည်ဟောတိဖြစ်ရ၏တတိယမြောက်အင်္ဂါကစစ်ပွဲမှာကိုကကြီးပဲတိုက်နေလို့ဖြစ်တာမဟုတ်ဘူးတစ်ဖက်ရန်သူတွေကလည်းကိုယ့်ကိုပြစ်လာမယ်ထိုးလာမယ်ခုတ်လာမယ်ဆိုလို့ရှိရင်အဲ့ဒီလက်နက်တွေဟာကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာဒဏ်ရာသီးသီးကိုဖြစ်စေပြီးတော့ရောက်မလာပြီဟုတ်လားအေးအဲ့ဒါလို့ရန်သူရဲ့လက်နက်တွေထိခိုက်မှုတွေကိုလည်းပဲခံနိုင်ရရှိရမယ်သိခံနိုင်ရမယ်တဲ့ဒါသုံးခုမြောက်အင်္ဂါနော်သောတာသဟောတိဟန္တာသခန္တာသခန္တာသခန္တာသဆင်ဥစီကသွားစီခြင်းလဲဆိုရင်ရောက်ဘူးသည်ဖြစ်စေမရောက်ဘူးသည်ဖြစ်စေသွားရဲလာရဲတဲ့တတ္တိရှိသည်ဒီဟောတိဖြစ်ရ၏မရောက်ဘူးတဲ့အရက်ဆိုပြီးတော့တွန့်မနေရဘူးဆင်ဥစီကသွားစီခြင်းလဲဆိုလို့ရှိရင်သွားလိုက်မှာပဲ
ရှင်ကြီးရဲ့တတိကလေအဲ့ဒါလို့ရှင်ဦးစီးကသွားစေခြင်းလေဆိုရင်ရောက်ဘူးသည်ဖြစ်စီမရောက်ဘူးသည်ဖြစ်စီဒီခရီးကိုကျွမ်းကျင်သည်ဖြစ်စီမကျွမ်းကျင်သည်ဖြစ်စီဒီရှင်ကြီးကပါလေသွားရင်လာရဲတဲ့တတိအထူးရှိရမယ်အင်္ဂါဘယ်တစ်ချက်ရှိသွားလဲအဲ့ဒီအင်္ဂါ၄ချက်နဲ့သာပြည့်စုံမယ်ဆိုလို့ရှိရင်ဒီရှင်ကြီးဟာမင်းရဲ့ယရနာထိုက်မင်းရဲ့အသုံးဆောင်ပစ္စည်းဖြစ်တယ်မင်းရဲ့အင်္ဂါအစိတ်ပိုင်းတို့တောင်ရည်တွက်လို့ရတယ်ပြန်ပြောမယ်အင်္ဂါ၄ချက်နံပါတ်1ရှင်ဦးစီးရဲ့တကားကိုနားထောင်ရမယ်နားလေရမယ်ဟုတ်လားနံပါတ်2တစ်ဖက်ရန်သူတွေကိုတက်ရေးဖြတ်ရေးတဲ့တတိအထူးရှိရမယ်ဟုတ်လားနံပါတ်3တစ်ဖက်ရန်သူတွေကပြစ်ခတ်လာတဲ့လက်နက်မျိုးစုံကိုသီးခံနိုင်စွမ်းခံနိုင်ရည်ရှိရမယ်ဟုတ်လားနံပါတ်4ရောက်ဘူးသည်ဖြစ်စီမရောက်ဘူးသည်ဖြစ်စီသွားစေခြင်းလေဆိုရင်သွားရေးတဲ့တတိရှိရမယ်မှတ်မိပြီလားအဲ့ဒါလိုအင်္ဂါ၄ချက်နဲ့သာပြည့်စုံမယ်ဆိုရင်ဒီရှင်ကြီးဟာမင်းရဲ့ယရနာထိုက်တဲ့အဖိုးတန်ကြီးပေါ့နော်အဲ့ဒီလိုပဲတဲ့ယဟန်တစ်ပါးဟာသာသနာတော်မှာယဟန်တစ်ပါးဟာအင်္ဂါ၄ပါးနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်အာဟုနေယပါဟုနေယဒက္ခိနေယအင်္စလိကရဏီယအနုတ္တရပုညခိတလောကတအစရှိတဲ့ဂုဏ်ကျေးဇူးတွေနဲ့ပြည့်စုံပြီးတော့လောကကြီးရဲ့ယရနာဖြစ်တယ်တဲ့ဧဝမေဝခောဘိက္ခဝေသတုဟိဓမ္မေဟိသမ္မာနာဂတောဘိက္ခုဘိက္ခဝေယံတော်တို့ဧဝမေဝခောဤအတုသီသာလျင်သတုဟိဓမ္မေဟိ၄ပါးသောတရားတို့နဲ့သမ္မာနာဂတောပြည့်စုံသောဘိက္ခုယဟန်သည်အာဟုနိယောဟောတိပါဟုနိယောဒက္ခိနိယောအင်္စလိကရဏီယောနုတ္တရပုညခိတလောကတာအာဟုနိယောအယဝေးကယူလာတဲ့ပစ္စည်းတွေကိုအတူခံယူခြင်းကထိုက်တန်သည်ဟောတိဖြစ်၏အင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့ယဟန်ဟာတဲ့အယဝေးကယူလာတဲ့ပစ္စည်းတွေနဲ့တောင်လှူခြင်းကထိုက်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအလှကိုအလှခံသောအဖြစ်အလှရှင်ကိုအများကြီးအကျိုးကျေးဇူးရှိစေမှာမို့လို့အာဟုနေယပေတတို့ရဲ့နှုတ်ထဲမှာဒီပါဠိစကားလေးရှိတယ်နော်ဣတိပိတော်တဲ့ပါတယ်မို့လားသံဃာခုံထဲမှာလေအင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့ယဟန်သည်ပထမအာဟုနေယတဲ့အာဟုနေယောဟောတိပါဟုနေယောပါဟုနေယောဧည့်သည်လူငါထားအပ်တဲ့ဝိတ္ထုပစ္စည်းကိုပင်သူခံယူခြင်းကထိုက်တန်သည်ဟောတိဖြစ်၏ဧည့်သည်ဆိုတော့မျက်မျက်နုံနုံလေးကျွေးတာလေကိုစားသလိုမစားဘူးလေအဲ့ဒါလောက်မျက်နိုးတရားကောင်းတဲ့ဝိတ္ထုတွေကိုအလှခံယူခြင်းကထိုက်တယ်တဲ့အင်္ဂါ၄ပါးနဲ့သာပြည့်စုံမယ်ဆိုရင်နော်ဒက္ခိနိယောမြတ်သောအလှကိုတမလွန်လောကကိုအကျိုးတမလွန်လောကအတွက်အကျိုးရှိဖို့ရည်ရွယ်ပြီးတော့လှူထားတဲ့အလှဒါနတွေကိုလှူခံယူခြင်းကထိုက်တန်တော်မူ၏ဒက္ခိနိယနော်အင်္စလိကရဏီယလက်ဥချီမှုရှိခိုးခြင်းကိုခံယူခြင်းကထိုက်တယ်အနုတ္တရံပုံရခေတ္တံလောကတာတလောကလုံးရဲ့ကောင်းမှုဒီဟုသောမျိုးစေ့တွေကိုစိုက်ပျိုးဖို့အတွက်အင်မတန်ကောင်းတဲ့လေယာမြေတစ်ဖွဲလေးဖြစ်တယ်တဲ့သူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးနော်ဒကမာကြီးတွေသူတော်ကောင်းတစ်ယောက်ရဲ့သူတော်ကောင်းတစ်ပါးရဲ့တန်ဖိုးနော်သူတော်ကောင်းတစ်ပါးသူတော်ကောင်းတစ်ယောက်လောကကြီးမှာဖြစ်ထွန်းလာပြီဆိုရင်အဲ့ဒီသူတော်ကောင်းဟာတတ္တဝါတွေကောင်းမှုဒီဟုသောမျိုးစေ့ကိုစိုက်ပျိုးဖို့အတွက်အင်မတန်ကောင်းမွန်တဲ့လေယာမြေကောင်းတစ်ဖွဲဖြစ်တယ်တဲ့တည်င်းကျဲတာချင်းအတူတူမြေကောင်းတဲ့နေရာနဲ့မြေမကောင်းတဲ့နေရာထွက်တာချင်းတူမလားမတူနိုင်ဘူးဘယ်နည်းနဲ့မှမတူနိုင်ဘူးနော်မြေကောင်းဟာသီးနှံထွက်ဖို့အတွက်အင်မတန်အခရာကြတယ်နော်မျိုးစိမှန်ဖို့ဆိုတာကတော့စေတနာမှန်ဖို့ပြောတာပေါ့ဟုတ်လားအလှကံကအဆင့်မြင့်တယ်ဆိုလို့ရှိရင်သိပြီးတော့အကျိုးကြီးတယ်အကျိုးပေးတွေကိုရလိမ့်မယ်အဲ့ဒါကမြေကောင်းတာဒီပိဿကြီးဒီလောက်နားမဝေးဘူးနော်ဦးဇင်းတို့ပြောချင်တာကအဲ့ဒါလူရင်းမဟုတ်အဲ့ဒီလောက်မြတ်စွာဘုရားကချီးကျူးထားတဲ့တနည်းအားဖြင့်လောကကြီးရဲ့ယရနာတစ်ပါးလို့ချီးကျူးထားတဲ့ချီးကျူးချက်တွေနဲ့ထိုက်တန်အောင်အင်္ဂါဘယ်နှချက်နဲ့ပြည့်စုံရမှာ၄ချက်နဲ့ပြည့်စုံရအဲ့ဒါကိုခုနတုန်းကလေဆင်ကြီးမှရှိရမယ့်အင်္ဂါတွေနဲ့ဥပမာဥပမေယဟတ်ပြမြတ်စွာဘုရားသိပြီးတော့ကြည်ညိုစရာလည်းကောင်းတယ်အံ့ဩစရာလည်းကောင်းတယ်တတ္တဝါတွေကိုဒီတရားကိုဘယ်လိုနားလည်အောင်ဘယ်လိုပြောရမလဲဆိုတဲ့နေရာမှာအင်မတန်ကျွမ်းကျင်လိမ့်မှာဟုတ်လား
တတဝါတွေကိုတရားကိုအကျိုးရှိအောင်ဘယ်လိုလိုက်နာအောင်ဘယ်လိုပြောရမလဲမှတ်မိအောင်ဘယ်လိုပြောရမလဲနားလည်အောင်ဘယ်လိုပြောရမလဲသဘောပေါက်အောင်ဘယ်လိုပြောရမလဲသဘောပေါက်စေခြင်းလို့ဥပမာကိုအရင်ခင်းပြထားတာဟုတ်လားရှင်ကြီးမှာကြည့်ကြရမယ်အင်္ဂါ၄ချက်မေ့မပြည့်နဲ့နော်နားထောင်မင်းသက်ရေးတယ်သီးခံတယ်သွားရေးတယ်အကျဉ်းချုပ်နော်အေးအဲ့ဒါလေးကိုမူတည်ပြီးတော့ပြောသွားမှာဟုတ်လားအဲ့ဒီလိုပဲအဖို့တန်တဲ့လူသားတစ်ယောက်ဖြစ်ဖို့ဦးဇင်းတို့ဒေသနာတော်မှာကတော့ယဟန်တွေကိုပဲဦးစားပေးပြီးတော့ဟောထားတာဆိုတော့ယဟန်လို့ဒီလိုပြောထားတာဟုတ်လားတရားဓမ္မတို့လည်းပဲအဲ့ဒီအင်္ဂါ၄ချက်နဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်တန်ဖိုးရှိတဲ့လူတစ်ယောက်မဖြစ်ပေဘူးလားဖြစ်လာမှာနော်အေးဝီဒီအရာယဟန်ကတစ်မျိုးရှိတယ်သုတ်တန်အရာယဟန်ကတစ်မျိုးရှိဟုတ်လားဒီဟောဝါဟောတုနတ်မှုလေးဖြစ်စီမနုဿောဝါဟောတုလူမှုလေးဖြစ်စီမြတ်စွာဘုရားရဲ့အကျင့်မြတ်စွာဘုရားရဲ့အယူဒီအယူအကျင့်တူမျှတယ်ဆိုလို့ရှိရင်ယဟန်လို့ခေါ်ရတာပဲဆိုတာဒီလူတွေကြားဘူးတယ်မဟုတ်လားနော်တန်ရာကလွတ်အောင်ကျင့်မယ်ဆိုလို့ရှိရင်ယဟန်လို့ခေါ်လို့ရတယ်မဟုတ်လားဒါကသုတ်တန်သဘောနဲ့ပြောတာနော်ဝိနည်းအရာယဟန်တွေနဲ့ရှုပ်ထွေးပြီးတော့အမျိုးမျိုးမလိုလားအပ်တဲ့အဓိပ္ပာယ်တွေကိုသွားကောက်မှလည်းစိုးရင်ရသေးတယ်ဟုတ်လားအေးဒီနေရာမှာဦးဇင်းတို့ပြောချင်တာကဘာလဲဆိုတော့တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်အဖို့တန်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်အင်္ဂါဘယ်နှချက်ပြည့်စုံရမှာလဲ၄ချက်ပြည့်စုံရမယ်အဖို့တန်တဲ့ယရနာထိုက်တဲ့ဆင်ကြီးတကောင်ဖြစ်ဖို့တောင်အင်္ဂါ၄ချက်လူနေသေးတယ်အဲ့ဒီလိုပဲဟုတ်လားအဲ့ဒီတော့ပထမဆင်ကြီးမှာလိုအပ်တဲ့အင်္ဂါရက်တွေပါလေသောတာသဟောတိတဲ့သောတာသဆင်ဥသည်ရဲ့စကားကိုနားထောင်ပြီးနားလည်ပြီးဟောတိဖြစ်ရ၏ဟုတ်လားအဲ့ဒီလိုပဲဘုဒ္ဓံနဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်အာဟုနေယပါဟုနေယအစရှိသောဂုံပေါင်းခဖို့အတွက်ပထမရှိရမယ့်အင်္ဂါရက်တွေပါလဲဆိုတော့ဣဒာဘိကဝေဘိက္ခုတထာဂတဘဝေတိတိဓမ္မဝိနိတိတိယမာနိအထိင်္ကတဝမနတိကတဝသဗ္ဗစေတသသမ္မာနာဟရိတဝဩဟိတာသောတာဓမ္မံသုနာတိပါဠိလေးတွေကလည်းရုပ်အောင်မှဗျနောက်မှရှင်တရားကပေါ့တော့နော်တခါကြီးမိုက်မြဟုတ်လားအေးပထမအင်္ဂါရက်ကဘာလဲဆိုတော့တထာဂတဘဝေတိတိဘုရားရှင်ကိုတော်မြတ်တိဟောကြားတော်မူအပ်ကုန်သောဓမ္မဝိနည်းတရားသဖြင့်ဆုံးမရာဒီသာသနာတော်မြတ်ကြီးမှာဓမ္မဝိနည်းလို့ခေါ်တဲ့တရားဒေသနာတော်တွေကိုအထိင်္ကတဝါလိုချင်းချင်းနှစ်သက်သက်မြတ်မြတ်နုနုပြု၍အထိင်္ကတဝါစိတ်ထဲကတကယ်ကိုတန်ဖိုးထားပြီးတော့လိုချင်းချင်းနားထောင်ရအထိင်္ကတဝါကအဓိပ္ပာယ်နှမျိုးဖွင့်အထိင်္ကတဝါအယိုးဆိုင်အောင်နှစ်သက်ပြီးတော့ဘုရားရဲ့တရားဆိုလို့ရှိရင်လေအရေးတူအရေးပါအသားတွေကိုဖောက်ပြီးတော့အယိုးကိုစိုက်သွားအောင်တက်ရတယ်။ဘောပေါက်တယ်နော်။တထာဂတဘဝေတိတိဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူသောဓမ္မဝိနည်းတရားတော်မြတ်အပေါင်းတို့၌အထိင်္ကတဝါမြတ်မြတ်နုနုပြု၍သဗ္ဗစေတသသမ္မာနာဟရိတဝါဩဟိတသောတာဓမ္မံသုနာတိအလုံးစုံသောစိတ်တွေနဲ့ဒီထဲကိုစိတ်ဝင်စားပြီးတော့ဘုရားရဲ့တရားဟဲ့ဆိုလို့ချင်းနားကိုထောင်းနေအောင်စိတ်ထဲကအဲ့ဒါလောက်မြင်နိုးတာဝင်စားတာနော်အဲ့ဒါလို့စိတ်ဝင်စားအင်မတန်မြင့်မြတ်နုံတို့တန်ဖိုးထားပြီးတော့မြတ်စွာဘုရားရဲ့တရားတော်တွေဩဟိတသောတာဓမ္မံသုနာတိတဲ့တရားတော်တွေကိုနားထောင်ရမယ်တဲ့အဖို့တန်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ပထမအင်္ဂါရက်ဒီဘာလို့ရမှာလဲတရားတွေကိုနားထောင်ရမယ်တရားနာရမယ်စာဖတ်ရမယ်ဟုတ်လားတခါကြီးမိုက်မြမြတ်စွာဘုရားရဲ့တရားတော်တွေကိုလေအဲ့လိုမျိုးတရားကိုနာယူကြည်ညိုခြင်းနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်ဒီလူဟာလူတစ်ယောက်ဟာတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်ဟုတ်လားဒါကြောင့်တရားနာဖို့ဆိုတာအင်မတန်လိုအပ်တယ်ဦးဇင်းတို့ဘုရားပြည့်စေကဗုဒ္ဓကလွဲရင်ကျန်တဲ့ဘယ်ပုဂ္ဂိုလ်ဘယ်တတ္တဝါမျိုးမဆိုသူများမပြောဘဲနဲ့တိရိုးထုံးတာမရှိဘူးနော်ဘုရားတို့ပြည့်စေကဗုဒ္ဓတို့ကတော့ဖြည့်ဆည်းထားတဲ့ပါရမီတို့ရဲ့အစွမ်းတတ္တိကြောင့်ဘယ်သူမှမပြောရဘဲနဲ့တရားတွေကိုသူတို့ရဲ့ဉာဏ်နဲ့သူတို့ဘက်သူထိုးထွင်းပြီးတော့သိဘုရားပြီးရင်ဉာဏ်အကြီးဆုံးလို့ဆိုရတဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးတောင်မှဘယ်သူပြောမှသိတာလဲရှင်အတ္တတိပြောမှသိသွားတာပထမအဆင့်နော်
ဒါကြောင့်သူများရဲ့ပါဇက်ကထွက်လာတဲ့စကားတန်အင်မတန်မှန်ကန်တယ်ဆိုရင်ဒါတရားတန်ဖြစ်သွားတယ်ဟုတ်လားအဲ့ဒီတရားကိုနားထောင်ဖို့အင်မတန်အရေးကြီးတယ်သုတ္တသီမတစ်ဖြင့်မြင့်ညရတာကြီးပဲနော်တခါကြီးဒီမကြီးများမကြားပဲနဲ့ဘူးမှမသိနိုင်ဟုတ်လားဒါကြောင့်စကားတခွန်းစာတကြောင်းဟာလူတယောက်ရဲ့နေပုံထိုင်ပုံပြောဖို့ဆိုပုံလုပ်ပုံကိုင်ပုံကိုအများကြီးပြောင်းလဲသွားစေနိုင်တယ်တန်ဖိုးရှိတဲ့စကားတခွန်းလောက်ကြားလဲရရင်အများကြီးပြောင်းလဲသွားနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေဟာလေအင်မတန်တန်ဖိုးကြီးတယ်ဂျိုင်းနေတာတွေကိုယဉ်သွားစေကြမ်းနေတာတွေကိုနှုတ်သွားစေဟုတ်လားမှောင်နေတာတွေကိုလင်းသွားစေပူးနေတာတွေကိုအေးသွားစေဘုရားရဲ့တရားဆိုဒီတို့အားလုံးကြားဘူးလေအင်္ဂုလိမာလမကြမ်းဘူးလားကျမ်းနေနောက်ဆုံးအမေတောင်တတ်မယ်ဆိုပြီးတော့ဓာတ်ကင်လိုက်တာမဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကသူ့ရှိမှဘွားကလေးပေါ်လာတာလေအဲ့ဒီတော့အမေတတ်မယ်အတူတူတော့ဘုရားပဲတတ်မယ်ဆိုပြီးတော့မြတ်စွာဘုရားနောက်လိုက်တာပဲမဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားနောက်ဘယ်လိုပင်လိုက်သူမိရလားမမိဘူးအဲ့ဒီမှာမြတ်စွာဘုရားကိုယဟန်ကြီးရပ်ပါအဲ့ဒီမှာမြတ်စွာဘုရားကစကားတခွန်းပြောလိုက်တယ်အင်မတန်အဓိပ္ပာယ်ပါတယ်ဗဟိလိဆန်ဆန်လေးပြောလိုက်တယ်ငါရက်နေတယ်တဲ့မင်းသာမမောနိုင်မပန်းနိုင်ကြီးနေတာအဲ့ဒီတော့ तू နားမလဲဘူးရှင်ဘုရားယဟန်ဆိုတာလိန်ညာပြီးတော့မပြောပါဘူးရှင်ဘုရားဘယ်နဲ့ကြောင့်လိန်ညာပြောရတယ်လဲဟုတ်တယ်တဲ့ငါကတော့ကောင်းမှုမကောင်းမှုတွေအားလုံးပယ်တတ်ပြီးတဲ့အတွက်ကြောင့်တန်လျာခရီးသွားเสียမလိုတဲ့အတွက်ကြောင့်ငါရက်နေတာဟုတ်လားသင်္သာလင်မကောင်းတာတွေကိုပြုတ်ပြီးတော့ဒုတိုင်းမှုတွေမှာပျော်မွေ့ပြီးတော့တန်တရားမှာနှိမ့်ကြမဲ့အဖြစ်တွေကိုရှေ့ရှုပြီးတော့သင်ပြေးနေတာဒီစကားလေးတစ်ခွန်းနဲ့အင်္ဂုလိမာလာရဲ့လက်ကကင်ထားတဲ့ဓာတ်ဟာလွတ်ကျသွားတာပဲဟုတ်လားစကားများသလားမများဘူးနည်းနည်းလေးအဲ့ဒီနည်းနည်းလေးကိုကြားလိုက်ရတာနဲ့လူတစ်ယောက်ဘာဖြစ်သွားတာလဲပြောင်းလဲသွားတာနောက်ထပ်ဒီပိဋကကြီးကြားဘူးတဲ့ဗဒ္ဒဝဂိနောင်ကြီး၃ကြီးဆိုတာကြားဘူးလားသာဝတိပြည်ကိုဆိုရတဲ့ကောသလမင်းကြီးနဲ့အဖေလူမေခွဲညီကိုတော်ကြတာလေနော်အဲ့ဒီဗဒ္ဒဝဂိနောင်ကြီး၃ကြီးဟာတနေ့တော့တော်တဲ့ကိုသူတို့ရဲ့ဇနီးမယားအသီးသီးနဲ့ကြော်ဝဲသွားချက်တယ်အဲ့ဒီမှာမင်းသားတယောက်ကဇနီးမယားမရှိတဲ့အတွက်ကြောင့်ပြည်စာမတယောက်ကိုအငှားခေါ်သွားတာအဲ့ဒီမှာတူတူပြောကြတော့သူတို့တော်ထဲမှာတောက်စားမူးယူနေတော့အိပ်ပျော်နေကြတော့သူတို့ပိုင်တဲ့စေတနာတွေကိုအဲ့ဒီပြည်စာမကထုတ်ပြီးတော့ခိုးပြီးတော့ထွက်ပြေးတာအဲ့ဒီမှာသူတို့နိုးလာတော့စိတ်တွေတူပြီးတော့ဓာတ်တွေကိုစီဆွဲပြီးတော့အဲ့ဒီအမျိုးသမီးကိုလိုက်ရှာမျိုးသမီးလိုက်ရှာရင်းနဲ့တစ်ပင်တစ်ပင်အောက်မှာတရင်သုံးနေတော်မူတဲ့အင်မတန်အေးချမ်းကြည်လင်တည်ငြိမ်တော်မူတဲ့မြတ်စွာဘုရားကိုတွေ့တာမြတ်စွာဘုရားသူတို့ဒီလမ်းကလာမယ်ဆိုတာသိလို့ကြိုးပြီးတော့စောင့်နေတာကိုအဲ့ဒီမှာမြတ်စွာဘုရားမှသူတို့မသိပါဘူးသူတို့အပူနဲ့သူတို့အမှောင်နဲ့အဲ့ဒါနဲ့ဘုရားကိုပဲသူတို့မေးတယ်ဒီနားမှာမိမတယောက်ဖြတ်သွားတာမမြင်လိုက်ဘူးလားဟာဘာလို့မလို့လဲအဲ့ဒီမိမကိုတပည့်တို့ရှားနေတာဗျာချစ်သားတို့သူတစ်ပါးကိုရှာရတာနဲ့ကိုကိုရှာရတာဘယ်ဟာမျက်မယ်ထင်လေတဲ့ဒီမိဘုန်းလေးမေးလိုက်နော်ဒကမကြီးများဆိုလိုတာကသူများကိုနားလည်အောင်ကြိုးစားရတာနဲ့ကိုနားလည်အောင်ကြိုးစားရတာဘယ်ဟာကပို့ပြီးတော့တန်ဖိုးရှိမလဲလို့ဒါလေးကိုမေးတာနော်အဲ့ဒီစကားတစ်ခွန်းကပဲဗဒ္ဒဝဂိနောင်ကြီး၃ကြီးကိုအဲ့ဒီအမျိုးသမီးကိုဆက်ရှာဖို့မဆုံးဖြတ်တော့ဘူးဆက်မရှာကြတော့မြတ်စွာဘုရားရဲ့ထံမှာပဲကိုနားလေအောင်ကိုပဲရှာတော့မယ်ဆိုပြီးတော့ယဟန်ပြုတ်ပြီးတော့နောက်ဆုံးယဟန္တာတွေဖြစ်သွားတာမဟုတ်လားပိဋကရဲ့စကားများသလားတခွန်းလေးနဲ့ထိရောက်တာနော်အေးကြားလိုက်ရတာနဲ့လူတယောက်ဘာဖြစ်သွားတာလဲပြောင်းလဲသွားတာပိဋကတို့ကိုဒါလေးကိုဦးဇင်းတို့ကနေယူစီနေတာဟုတ်လားပြီးတော့သားတွေကိုပိုက်ပြီးတော့ဆေးကုခိုင်းတာဒကမာကြီးတယောက်ဘယ်သူလဲကြားဘူးလားမကြားဘူးဘုန်းကြီးကိုပြောစီခြင်းဟန်တူတယ်ကိတ္တာဂေါရမီဟုတ်လားကိတ္တာဂေါရမီသူကအင်မတန်ဆင်းရဲတာကိုအဲ့ဒီမှာတထေးကြီးတယောက်ရဲ့အိမ်ကရွှေတွေငွေတွေကကုသိုလ်ကံကုန်တဲ့အတွက်ကြောင့်မိသွေးတွေဖြစ်သွားတယ်လို့ဆိုတယ်တော်တော်ဆန်းကျယ်တဲ့ကိစ္စပေါ့နော်အဲ့ဒါနဲ့စိတ်ညစ်နေတော့သူ့ရဲ့တငယ်ချင်းတယောက်ကအကြံပေးတာ
မင်းမိသွေးတွေဖြစ်သွားတယ်ဆိုလို့ရှိရင်ဒါအကြောင်းပဲဖြစ်တာမဟုတ်ဘူးမင်းတို့တွေကဒီပစ္စည်းတွေကိုသုံးဆောင်နိုင်တဲ့ကံကုံသွားလို့ဖြစ်ရမယ်ကံကြီးတဲ့လူရှာရမယ်ကံကောင်းတဲ့လူရှာရမယ်ဒါကြောင့်ဒီမိသွေးတွေကိုဈေးထဲသွားပြီးတော့ရောင်းရမယ်အဲ့ဒီခေတ်ကမိသွေးဆိုတာရောင်းဟာမတူပါဘူးနော်အဲ့ဒီတော့ဒီမိသွေးတွေကိုရွှေတွေငွေတွေလို့မြင်တဲ့လူဟာဒါဘုံကံကြီးတဲ့လူရွှေတွေငွေတွေကနေကြောင်းသွားတာကိုမိသွေးတွေကဟုတ်လားအဲ့ဒါနဲ့ဈေးထဲမှာချပြီးတော့ရောင်းတော့အဲ့ဒီကိတာဂေါရမီတဲ့တိတာဆိုတာကပိန်ပြီးသောဂေါရမီဆိုတာကသူ့ရဲ့အမျိုးအနွယ်နာမည်ပေါ့နော်အဲ့ဒီကလေးမလေးကမြင်တော့မီးသွေးလို့သူမမြင်ဘူးဒါရွှေတွေငွေတွေလို့မြင်ရွှေတွေငွေတွေကိုဘန်းထဲမှာချမြေကြီးပေါ်ပုံပြီးတော့ရောင်းနေတာဆိုတော့ဟာဒါဘာလို့တာတော့ရွှေတွေငွေတွေကိုဒီလိုပဲရောင်းရသလားအဖေမာတို့သမီးပြသားမှာရွှေတွေငွေတွေတို့မမြင်ပါဘူးအဲ့ဒီမှာအဲ့ဒီအမျိုးသမီးကအဲ့ဒီမီးသွေးတွေကိုကင်ပြီးတော့ပြလိုက်တော့သူ့လက်ထဲကျတော့ရွှေတွေငွေတွေဖြစ်တယ်အဲ့ဒါနဲ့ဒီအမျိုးသမီးနဲ့ထိုက်တန်တယ်ဆိုပြီးတော့အဲ့ဒီတထေးကလေဒီကလေးမလေးကိုအိမ်ခေါ်သွားပြီးတော့သားနဲ့ပေးစားတာမိသွေးတွေဖြစ်သွားတဲ့ပစ္စည်းအားလုံးဒီရွှေတွေငွေတွေပြန်ဖြစ်တယ်အဲ့ဒါနဲ့သူ့ကိုအင်မတန်ဦးစားပေးတယ်အထူးသဖြင့်သူ့ရဲ့မွေးဖွားလာတဲ့သားယောက်ျားလေးကြောင့်ပူးပြီးတော့တအိမ်လုံးကသူ့ကိုအလေးထားတယ်ဒါနဲ့သူကလည်းဒီသားလေးကိုသိပြီးတော့ချစ်တယ်အဲ့ဒီလိုချစ်မြတ်လို့မဝတဲ့အချိန်မှာပဲသင်္ခါရသဘောတရားလျငယ်တယ်ကြီးတယ်ဒီလိုမရှိဘူးလေအဲ့ဒီကလေးလေးသိဆုံးသွားတာအဲ့ဒီမှာသူဘယ်လိုမှမဖြေနိုင်တော့ဒီသားတွေကလေးကိုပွေ့ပြီးတော့မသေးသေးပါဘူးရှေးကုပေးကြပါအရက်တကားနဲ့ရွာတကားနဲ့ရင်ရင်လေးနဲ့မဖြစ်နေတာတော့ယူနေတာအဲ့ဒါနဲ့အသိဉာဏ်ရှိတဲ့လူတစ်ယောက်ကနေ့ဒီယောဂါကိုကုနိုင်တဲ့လူငါသိတယ်ဇေတဝန်အကြောင်းကိုညွှန်ပြလိုက်တာမြတ်စွာဘုရားကြီးရောက်သွားတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကငါကုပေးမယ်ဟုတ်တယ်လူတစ်ခါမှမသေးဘူးသေးတဲ့အိမ်ကမုံညင်းဆန်နေနေလောက်ရအောင်တောင်းခဲ့တဲ့နော်အဲ့ဒါနဲ့သူဟုတ်ပြီဆိုပြီးတော့သားတွေကလေးပွေ့ပြီးတော့တအိမ်တက်တယ်မုံညင်းဆန်လေးနည်းနည်းပေးသမှသားလေးကိုရှေးကုမလို့နည်းနည်းမကဘူးဘလောက်ရကျင်တာလို့တပြင်းရကျင်တာလားတစ်ခွဲရကျင်တာဟာဒါပေမဲ့အရေးကြီးသေးတယ်ရှင်တို့အိမ်ကလူတယောက်မှမသေးဘူးမှဖြစ်မှာနော်ဟာအဲ့လိုတော့မဖြစ်ဘူးလူမသေးဘူးတဲ့အိမ်ရှိပါမလားမရှိဘူးအဲ့ဒါနဲ့တအိမ်ချင်းတအိမ်နဲ့ရှာရင်နဲ့သေခြင်းသဘောတရားဟာငါတို့တယောက်တည်းဖြစ်တာမဟုတ်ဘူးအားလုံးမှာဖြစ်နေတာလို့သူသဘောပေါက်သွားတာလူမသေးဘူးသေးတဲ့အိမ်ကမုံညင်းစာလေးနေနေတောင်းခဲ့ဆိုတဲ့စကားတစ်ခွန်းကြောင့်ဒီအမျိုးသမီးဟာသားတွေကိုစွန့်ပစ်ပြီးတော့နောက်ဆုံးဦးဇင်းတို့လူခစီဝရအရာမှာဣတရေရတဲ့ဘိက္ခုနီမတစ်ပါးဖြစ်သွားတာအဲ့ဒီတော့အဓိပ္ပာယ်ရှိတဲ့တရားသံတွေကိုကြားရတာအဓိပ္ပာယ်ရှိတဲ့စကားသံတွေကိုကြားရတာဟာအကျိုးမကြည့်ဘူးလားအကျိုးကြီးတယ်ဒါကြောင့်လူရင်ကြီးတယောက်ဖြစ်ခြင်းနဲ့အဖိုးတန်တဲ့လူတယောက်ဖြစ်ခြင်းနဲ့မြင့်မြတ်တဲ့လူတယောက်ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ပထမရှိရမယ့်အင်္ဂါရက်သည်တရားတော်မြတ်ကိုကြားဘူးနားဝအများကြီးရှိရမယ်တဲ့သဘောပေါက်လားဒကာကြီးမိုင်းများအဖိုးတန်တဲ့လူဖြစ်ဖို့အတွက်ပထမအင်္ဂါရက်ဒီပါလေမြတ်စွာဘုရားရဲ့တရားတော်တွေကိုအများကြီးကြားဘူးနားဝရှိရမယ်ဒါဆိုလို့ရှိရင်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ပထမခြေလှမ်းပါပြီဟုတ်လားဒုတိယအင်္ဂါရက်ဆက်ပြီးတော့သွားရအောင်ရှင်ကြီးရဲ့ဒုတိယအင်္ဂါရက်မှတ်မိသေးလားပြောကြည့်စမ်းပါတော်တယ်နော်ဓမ္မကြီးတွေတော်တယ်တန်ရေးဖြတ်ရေးတဲ့စိတ်ရှိရဘာတွေကိုတန်ရေးရမှာလဲရန်သူတွေကိုတန်ရေးရရန်သူဆိုတော့တတ်မှာပေါ့ဘာကြောင့်လဲကိုကမတတ်ရင်ဒီရန်သူကကိုယ့်ကိုတတ်မှာသူကတနာတဲ့သဘောညှာတာတဲ့သဘောရှိလားမရှိဘူးသူမတတ်ရင်ကိုကသူ့ကိုတတ်တယ်ကိုကမတတ်ရင်သူကကိုယ့်ကိုတတ်တယ်ဒီအိဗယ်လေးကိုမြင်အောင်ကြည့်တာနော်ရန်သူဆိုတဲ့စကားကိုကစားဒီအိဗယ်လေးသဘောပေါက်ပြီးသားဟုတ်လားဒီမှာဆိုလိုတဲ့အိဗယ်ကဘာလဲဆိုဒီသာသနာတော်မြတ်ကြီးမှာယဟန်တစ်ပါးဒီတန်ရဲဖြတ်ရဲစိတ်ရှိရမယ်ဆိုတာဘာကိုပြောတာတော့ဥပ္ပန္နကာမဝိတကနာတိဝါတိတိပဇဟတိဝိနောတိတိဟနတိပြန်ဒီကရောတိအနာဘာဝံဂမိတိဥပ္ပန္နပြဘာဒဝိတကဥပ္ပန္နဝိဟိနာဝိတကံဥပ္ပန္နုပ္ပန္နိပါပကေအကုတလေဓမ္မေ
နာဒီဝါတိတိပဇာတိဝိနောတိတိဟန္တိပြန်ဒီကရောတိနာဘဝံကမေတိဘေကဝေပိတ္တလေးပါจิตจิตမိတို့ဥပ္ပန္နံဖြစ်ပေါ်၍လာသောကာမဝိတကံကာမဂုဏ်တွေနဲ့ပတ်သက်ပြီးတော့တွေးနေတဲ့အတွေ့တွေကိုနာဒီဝါတိတိမိမိရဲ့တဏ္ဍာမှာလက်မခံတရေရမယ်ဆိုတာဘာပြောတာလဲဆိုတော့မိမိတဏ္ဍာမှာကာမဝိတ္တတစ်ခုဖြစ်လာတယ်ဆိုလို့ရှိရင်ကာမဝိတ္တဆိုတာကာမဂုဏ်ကိုကြံစည်တာဒီပိဋကကြီးသိတယ်နော်မြင်ဖို့ကြားဖို့စားဖို့နမ်းဖို့တွေးကြည့်ဖို့စဉ်းစားနေတဲ့ဆိုရင်ဒါပါလေကာမဝိတ္တအဲ့ဒီကာမဝိတ္တဖြစ်လာရင်အဲ့ဒီကာမဝိတ္တကိုမိမိတဏ္ဍာမှာလက်ခံမထားဘူးဟုတ်လားနာဒီဝါတိတိဆိုတာဒီဒိဋ္ဌိနာတိဝါတိတိပဇဟတိဖေချာဤဝိနောတိတိဖေပြောက်ဤဟနတိပေတတ်ဤပြန်ဒီကရောတိအဆုံးသမဖြစ်အောင်ဖေချာဤအနာဘာဝံကမေတိအနာဘာဝံနောက်တပတ်မဖြစ်အောင်နောက်တပတ်မဖြစ်ခြင်းသို့ကမေတိရောက်စေ၏ကာမဝိတ္တဖြစ်လာလို့ရှိရင်ဒါတွေကိုဖေချပြလိုက်တယ်မိမိတဏ္ဍာမှာနောက်ထပ်မဖြစ်အောင်ကြိုးစားတယ်အဲ့ဒီလိုပဲဗျာပါဒဝိတ္တဗျာပါဒဝိတ္တဆိုတာဘာလဲစိတ်ဆိုးနေတာစိတ်တူနေတာသူတစ်ပါးကိုမကြည်မနှက်ဖြစ်နေတာဟုတ်လားတော့ဘာလဲဝိဟိန္တာဝိတ္တသူတစ်ပါးကိုညှင်းဆဲခြင်းနေတာစိတ်ဆိုးရုံနဲ့အာမရလို့ဘလို့ပြောပြလိုက်ခြင်းတာဘလို့လုပ်ပြလိုက်ခြင်းတာအဲ့ဒါဘာတွေလဲဝိဟိန္တာဝိတ္တအဲ့ဒီသိုးွားတဲ့ဝိတ္တတွေဝင်လာလို့ချင်းမိမိတဏ္ဍာမှာလက်မခံမဲနဲ့ဖေချားပြလိုက်တယ်တတ်ပြလိုက်တယ်ဒါပြောတာနော်အဲ့ဒီမှာအနှစ်ချုပ်ဘာဆက်ပြောတော့ဆိုတော့ဥပ္ပါဒုပန္နိပါပကိယကုသလေဓမ္မေပဇာတိဝိနောတိတိနာဒီဝါတိတိပဇာတိဝိနောတိတိဟန္တိပြန်ဒီကရောတိဖြစ်ပေါ်လာတဲ့ပါပကိအာကုသလေဓမ္မေယုံမာတဲ့အကုသိုလ်တရားစုတို့ကိုနာဒီဝါတိတိမိမိရဲ့တဏ္ဍာမှာလက်မခံအကုသိုလ်တွေညှဉ်းနှွမ်းတဲ့အကုသိုလ်တွေမိမိတဏ္ဍာမှာဖြစ်လာရင်ပါလေလက်မခံမဲနဲ့အဲ့ဒါကိုဖယ်ရှားနိုင်အောင်ကြိုးစားတာအဲ့ဒါရန်သူကိုတတ်ခြင်းပဲရန်သူရဲ့သဘောဆိုတာလေးကိုလည်းမေ့မပြည့်နဲ့နော်ရန်သူဆိုတာကိုကမတတ်ရင်သူကတတ်သူမသိရင်ကိုသိမှာဒီသဘောလေးကိုခေါင်းထဲမှာဆွဲနေရခုဒီနေရာမှာကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တညှဉ်းနှွမ်းတဲ့မကောင်းတဲ့အကုသိုလ်တရားတွေကိုရန်သူလို့မြတ်စွာဘုရားကပြောထားဟုတ်လားအဲ့ဒီရန်သူတွေဟာကိုကမတတ်ရင်သူကတတ်သူမသိရင်ကိုသိဒါလေးကိုနည်းနည်းလေးအဓိပ္ပာယ်ပေါအောင်ဦးဇင်းတို့ပြောပြဆိုကြပါစို့ဘဝတန်လျာကြီးကိုအကောင်းလို့မြင်နေတဲ့ဒုက္ခသစ္စာလို့မမြင်ဘူးအဲ့ဒါကိုဘာခေါ်မလဲအဝိဇ္ဇာမောဟကောင်းတဲ့တရားလားမကောင်းတဲ့တရားလားအဲ့ဒီလိုအမှန်မမြင်လို့အဝိဇ္ဇာတွေမောဟတွေဖုံးလွှမ်းထားလို့ဘဝတန်လျာကိုကောင်းနေလို့ထင်တော့ဘဝတန်လျာအပေါ်မှာတန်ရောစဉ်မပြတ်ဖေးနဲ့ဘဝတဏှာဆိုတဲ့လောဘကဆက်ပြီးတော့ဖြစ်လာအဲ့ဒီလောဘကောင်းသလားဆိုသလားဆိုတယ်အဲ့ဒီဘဝတဏှာဆိုတဲ့လောဘဖြစ်လာရင်ဘဝဆိုတာဆက်ပြီးတော့ဖြစ်မနေပြီဘူးလားဖြစ်နေမယ်နော်ဘဝဆိုတာဆက်ဖြစ်နေမယ်နော်အဲ့ဒီဆက်ဖြစ်နေရင်အဲ့ဒီဘဝဟာသေဆုံးခြင်းနဲ့ဏီကုံမတတ်ရပြီဘူးလားနည်းနည်းသဘောပေါက်လာပြီနော်ဒကမာကြီးတွေဟုတ်လားအေးအမှန်တိုင်းမမြင်လို့အကောင်းလို့ထင်လို့လူကျင်တော့တဏှာလောဘလူကျင်တော့ဘဝတန်တရားမှာဆက်ပြီးတော့ဖြစ်နေခြင်းဆိုတဲ့ဝိပါကဝိကြီးဆက်ပြီးတော့မလဲဘူးလားအေးဆက်ပြီးတော့ဖြစ်တယ်ဆိုတော့ဆက်ပြီးတော့မပေးရဘူးလားအေးအဲ့ဒါအင်မတန်လေးနေတဲ့အတိတ်ပဲအကုသိုလ်တွေမကောင်းတာတွေမသေးသေးသမျှမိမိဒီဘဝတန်လျာမှာအဖန်မှန်သေးရမယ်ဆိုတဲ့အတိတ်ပဲသဘောပေါက်တယ်နော်အဝိဇ္ဇာတွေလောဘတွေလူကျင်တာတွေကြားကျင်တာတွေရှိနေသေးသမျှဘဝတွေဖြစ်ပြီးတော့အဲ့ဒီဘဝတွေကိုစရေပြီးတော့ပေးမနေရပြီဘူးလားအေးအဲ့ဒီအတိတ်ပဲကိလေသာတွေမသေးသေးသမျှမိမိတို့သိရလိမ့်မယ်သိရမှာတော့ကြောက်တယ်မဟုတ်လားအခုမကြောက်ဘူးဆိုတာမသေးသေးလို့မကြောက်တာကိုနော်တခါကြီးမိုက်မြအဲ့တော့ तू မသေးရင်ကိုသေရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုသဘောပေါက်တယ်နော်အေးဒါကအင်မတန်နည်းနည်းတဲ့အဓိပ္ပာယ်ကိုနည်းနည်းလေးဦးဇင်းတို့နားလည်လွယ်အောင်ပြောလိုက်ဦးဇင်းတို့ဘာသွားပြီးတော့အမှတ်ရတော့ဆိုတော့
ကောသလမင်းကြီးကမြတ်စွာဘုရားကိုလျှောက်တယ်ဗျာအရှင်ဘုရားတဲ့ဘယ်တရားတွေမိမိတန်တမှာရှိမယ်ဆိုလို့ရှိရင်အာဟိတာယဒုက္ခယအဖာတုဝိဟာရယဘယ်တရားတွေရှိမယ်ဆိုရင်အာဟိတာယအကျိုးစီးပွားမဲ့မှာလေဒုက္ခယဆင်းရဲမှာလေအဖာတုဝိဟာရယမသက်မသာနေရမှာလေတဲ့အင်မတန်ကောင်းတဲ့မေကုံကလေးဘယ်တရားတွေပုဂ္ဂိုလ်ရဲ့တန်တမှာရှိနေမယ်ဆိုရင်ဘာလဲအကျိုးမဲ့ဖြစ်မလဲဆင်းရဲမလဲမသက်မသာနေရမလဲအဲ့ဒီမှာမြတ်စွာဘုရားကတကားကြီးလောဘရဲ့ဒေါသရဲ့မောဟရဲ့ဒီတရားသုံးခုရှိနေရင်အဲ့ဒီတတ္တဝါသည်အကျိုးမဲ့လိမ့်မယ်အဲ့ဒီတတ္တဝါသည်ဆင်းရဲလိမ့်မယ်အဲ့ဒီတတ္တဝါသည်မသက်မသာနေရလိမ့်မယ်အဲ့ဒီလိုမြတ်စွာဘုရားကဟောတယ်ဟောပြီးတော့အနှစ်ချုပ်ဂါထာလေးတစ်ပုဒ်မြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်ဒီဂါထာလေးကိုဦးဇင်းတို့အင်မတန်ကြိုက်ပါလောဘောဒေါသောသမောဇပုရိသံပါပစေတသံဟိန္တံတိအတ္တသံဗုဒ္ဓတသသာရဝသံဖလံလောဘောဒေါသောသမောဇပုရိသံပါပစေတသံဟိန္တံတိအတ္တသံဗုဒ္ဓတသသာရဝသံဖလံအဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့လောဘတွေဒေါသတွေမောဟတွေဖြစ်လာပြီဆိုလို့ရှိရင်တဲ့ဝါပင်ရဲ့အသီးဝါသီးဟာဝါပင်ကိုတတ်တယ်လို့မျိုးနော်ငပြောပင်ရဲ့အသီးငပြောသီးဟာငပြောပင်ကိုတတ်တယ်လို့မျိုးကျူပင်ရဲ့အသီးကျူသီးဒီကျူပင်ကိုတတ်တယ်လို့မျိုးဖြစ်ရတတ္တဝါအကိန်းရတတ္တဝါကိုအဲ့ဒီလောဘဒေါသမောဟဆိုတဲ့ပါပစိတ်တွေကအဲ့ဒီတတ္တဝါကိုအသေးတတ်လိမ့်မယ်ခန္ဓာကိုယ်မှာသိတဲ့အစိတ်သီးတွေပေါ့နော်ဒီကိစ္စမိုင်းများလောဘဒေါသမောဟသည်ဝါသီးနဲ့တူဝါသီးနဲ့တူဝါသီးဟာဖြစ်ပေါ်လာရမိခင်ဝါပင်ကိုအသိမတတ်ဘူးလားအဲ့ဒီလိုပဲဒကာဓမ္မတို့ဥစဉ်တို့တန်တမှာမသိမှုနားမလည်မှုကြောင့်ဖြစ်ပေါ်လာတဲ့လောဘဒေါသမောဟဆိုတဲ့တရားဆိုးတွေဟာအဖြစ်အပေါ်ခံရဒီတတ္တဝါကိုပဲအသိမတတ်ပြီဘူးလားအသိတတ်လိမ့်မယ်အသေးတတ်တယ်ဆိုတာလည်းနှစ်မျိုးရှိတယ်ဗျတချို့လောဘဒေါသကြီးလွန်းလို့တကယ်ကိုပဲသေသွားတာနော်တချို့ဒေါသတွေသိကြီးလွန်းလို့သွေးတိုးယောဂနှလုံးယောဂရှိမသေဘူးလားကြားဘူးတယ်မဟုတ်လားလောဘသိကြီးလွန်းလို့သေသွားတာလေဒေါသသိကြီးလွန်းလို့သေသွားတာဒါကတော့အသက်ပါတောင်မှသေသွားတဲ့သဘောနောက်သေဆုံးခြင်းအဓိပ္ပာယ်တစ်မျိုးရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့သူတော်ကောင်းသက်သေတာဣတိဘာသေးတာလဲသူတော်ကောင်းသက်သေးတာလေသူတော်ကောင်းသက်ဆိုတာဟိဥတ္တပကိုခေါ်တာမကောင်းတာလုပ်ရမှရှေ့ရမှမသိမကောင်းတာလုပ်ရမှကြောက်ရမှမသိအဲ့ဒီဟိဥတ္တပအရှက်အကြောက်မရှိတော့ဘူးဆိုရင်အဲ့ဒါသူတော်ကောင်းသက်သေသွားတာလောဘတွေသိကြီးလွန်းလာလို့ရှိရင်ရှက်တရားကိုရှက်တရားကောင်းမှသိပါဦးမလားဒေါသတွေသိကြီးလာရင်ဒီလိုပြောလိုက်ရင်ကြောက်เสียဟဲ့ဒီလိုလုပ်ရတာကြောက်เสียဟဲ့ငါ့ကိုဒုက္ခပေးမဲ့အလုပ်တွေပြောနေပါလို့ကြောက်ရကောင်းမှသိပါမလားလောဘတွေဒေါသတွေအားကြီးလာရင်ရှေ့ရကောင်းမှမသိကြောက်ရကောင်းမှမသိဘာအသက်ထွက်သွားတာတော့သူတော်ကောင်းသက်ထွက်သွားတာအဲ့ဒီအဓိပ္ပာယ်လေးကိုသဘောပေါက်ရမယ်နော်ဒီကိစ္စမိုင်းများဒါကြောင့်မိမိကသူ့ကိုမတတ်ရင်သူကမိမိကိုတတ်မယ်ဆိုတာဘာတွေလဲလို့မေးရင်လောဘဒေါသမောဟအစရှိသောအကုသိုလ်တရားတွေလို့သဘောပေါက်ရမယ်နော်သာသနာတော်မှာတတ်ရေးဖြတ်ရေးရမယ်ဆိုတာတပါးသောသူတွေရဲ့အသက်ကိုရည်ရွယ်ပြောတာမဟုတ်ဘူးဘာကိုရည်ရွယ်ပြောတာလဲလောဘဒေါသမောဟစာလိုတိတိကျကျပြောရရင်ကာမဝိတေဖြာပါဒဝိတေဝိဟိတဝိတေပါပဓမ္မဟုတ်လားအဲ့ဒီမကောင်းတဲ့တရားတွေမိမိတန်တမှာဖြစ်လာရင်ပေနိုင်အောင်တတ်နိုင်အောင်ကြိုးစားခြင်းသည်ပင်အဲ့ဒါဘာလို့နေတာလဲတတ်ရေးဖြတ်ရေးတဲ့အင်္ဂါရက်နဲ့ပြည့်စုံနေတာဒါမှလည်းပဲရှင်ကြီးကအဖို့တံပါလေဟုတ်လားအဲ့ဒီလိုပဲဒီသာသနာတော်မြတ်ကြီးမှာတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖြစ်ရင်နံပါတ်1ဘုရားရဲ့တရားတော်တွေကိုအများကြီးနားထောင်ရမယ်ခုနားထောင်နေသောအဖြစ်မိမိကိုယ်ကိုတန်ဖိုးရှိအောင်တန်ဖိုးတက်အောင်ကြိုးစားနေတာနော်
ဒီနံပါတ်2မကောင်းတာတွေကိုပေသက်ရေးတဲ့တတိရှိရမယ်အင်္ဂါဘယ်နှချက်ရှိသွားပြီ2ချက်ရှိသွားပြီတရားကအပြည့်အလွှားဖြစ်နေနော်4ချက်တောင်ပြောရမယ်တရားမနာခင်ကစအကြာကြီးထိုင်ထားရတာဆိုတော့ဦးဇင်းကနည်းနည်းအားနာနေတဲ့ပေးတတ်ဦးဇင်းကတော့ဟောပါနီမှာတက်လာရတာဆိုတော့သိပြီးတော့မပင်ပန်းဘူးဟုတ်လားအေးအင်္ဂါဘယ်နှချက်ရှိသွားပြီလဲ2ချက်ရှိသွားပြီနောက်3ခုမြောက်ဆင်ကြီးရဲ့အင်္ဂါချက်မှတ်မိကြသေးလားပြောကြည့်စမ်းပါခန္ဓာရည်ရှိရမယ်သိခံရမယ်ဟုတ်လားတစ်ဖက်ရန်သူတွေကပြစ်ခတ်လာတဲ့လေတွေမြားတွေဓာတ်တွေနှမ်းတွေကိုပါလေခန္ဓာရည်ရှိရမယ်သိခံရမယ်အဲ့ဒီလိုပဲတဲ့သာသနာတော်မှာတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ခြင်းရင်နံပါတ်3ခန္ဓာရည်ရှိရမယ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားအကျေဘယ်လိုပြောပြတယ်ဆိုတော့ဣဒာဘိကဝေဘိက္ခုခမောဟောတိတိတလာဥနတဇိကိသာယပိပါသာယတံသမဂတဝါဒတပတရိတပတံဖတ္တနံဒုရုဒ္ဒနံဒုရဂဒနဝဆနပဒနံဥပ္ပန္နနံတရိရိကနံဝေဒနာနံဒုက္ခနံဒိဗ္ဗနံခရဏံကတုကနံအတာဒါနံအမနာပါဏံပါဏဟရဏာတိဝတကဇာတိကောဟောတိဒီခံခြင်းဆိုတာကိုအဲ့ဒါလိုအကျေအဓိပ္ပာယ်မြတ်စွာဘုရားဖွင့်ပြတယ်ဘုရားရဲ့တပ္ပညုတဉာဏ်တော်ကိုယုံကြည်သောအဖြစ်ဘုရားရဲ့ဒေသနာတော်တွေကိုတန်ဖိုးထားသောအဖြစ်အသေးစိတ်နားထောင်ကြည့်ရမယ်နော်ဒကမာကြီးများဒီသိခံတယ်ဆိုတာဘာလဲတဲ့ဣရာဘိကဝေဘိက္ခုခမောဟောတိဒီသာသနာတော်မှာယဟန်တစ်ပါးသိခံခြင်းနဲ့ပြည့်စုံပါတယ်ဘာတွေကိုသိခံရမှာလဲတိတတဩနတဇိကိသာယပိပါသာယတိတတအေကိုခမောတိခံသည်ဟောတိဖြစ်တယ်ပထမသိခံရမှာကအေကိုသိခံရမယ်ဇာတိဥဒ္ဓကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာအေးရာနော်တိတတဩနတဘူကိုသိခံသည်ခမောတိခံသည်ဟောတိဖြစ်၏နားလည်တယ်နော်ဒါကိုအကျဉ်းရှင်းပြရမလို့နော်တိတတဩနတဇိကိသာယပိပါသာယဇိကိသာယသာလောမှုသိခြင်းကိုခမောတိခံသည်ဟောတိဖြစ်၏ပိပါသာယရေတောက်လိုတဲ့အဖြော်ရေတောက်လိုတဲ့သာလောမှုသိခြင်းမျိုးကိုခမောတိခံသည်ဟောတိဖြစ်၏စားကျင်တာတောက်ကျင်တာကိုလည်းဘာလို့ရမှာသိခံရမယ်တချို့သိခံနိုင်မလားသိမခံနိုင်ဘူးဓမင်းကသိစားနေပြီမိဖို့ကြောင့်ကမကြက်သေးဘူးစိတ်တွေကဘာဖြစ်နေပြီတော့တိုးနေပြီသေချာပေါက်စားရမယ်ဆိုတာကိုသိနေတာတော့မှသိခံနိုင်မလားသိမခံနိုင်ဘူးဘယ်သူမှလည်းလာပြီးတော့ရိုက်တာမဟုတ်ပြောတာမဟုတ်ဆာတာလေးကိုပဲပါလေသိမခံနိုင်ဘူးဘုရားကအသေးစိတ်သင်ပြနေတာနော်ဒကာဓမ္မတို့ဦးဇင်းတို့ကိုတနာလွန်းလို့အသေးစိတ်သင်ပြနေတာဟုတ်လားအေးကိုသိခံရမယ်အပူကိုသိခံရမယ်သိခံရမှာပေါ့အေးတာကိုမအေးအောင်ဘယ်သူလုပ်နိုင်မလဲအေးတက်နိုင်ရင်အနှွေးတွေဝင်မယ်အနှွေးကန်းနဲ့နေမယ်ဒါဆိုရင်ရတယ်နော်အဲ့ဒါလို့မတက်နိုင်ဘူးဆိုရင်ဘာလုပ်မလဲသိခံမှုပဲရှိဟုတ်လားတိတလာဥနတဇိကိသာယပိပါသာယဓမ္မမကန္တဝါဒဓမ္မတရိသပတံဖတ္တနံပတိခာတာယနေပူရာတဲ့လေတိုက်တာတဲ့ခြင်ကြိုက်တာကြဘိုးကြိုက်တာပူမွားလေးတွေကြိုက်တာမွေတို့ကင်းတို့တန်းတို့ကြဘိုးတို့နော်ဒါတွေကဒကာဓမ္မတို့ဦးဇင်းတို့လူသားတွေနဲ့ဗာဖြစ်နေတာလေဆက်ဆံနေတာသူတို့ကိုအပြည့်အဖယ်ရှားပြစ်လို့ရပါလားမရဘူးခုဒကာဓမ္မတို့ဦးဇင်းတို့တွေခြင်ကြိုက်တာတော့ပြီးမခံနိုင်ဘူးသိခံနိုင်မလားသိမခံနိုင်ဘူးနော်ဒီမြတ်စွာဘုရားဒီမှာအသေးစိတ်ညွှန်ပြထားတယ်အဲ့ဒီလိုသဘာဝအားလျော်စွာဖြစ်ပေါ်လာတဲ့ဒီပူမွားလေးတွေရဲ့ဓာန်ကလည်းဘာလို့ရမှာလဲသိခံရမယ်တဲ့သိမတူရဘူးလေနော်တဖြည်းဖြည်းနဲ့သိခံရမယ်နေပယ်ကရင့်ရင်လာတယ်တက်လာတယ်နားထောင်ကြည့်နော်ဒုရုဒ္ဒနံဒုရဂဒနဝဆနပဒါနံဒုရုဒ္ဒနံဒုရဂဒနံမိမိရဲ့နားတွေကိုမကောင်းသဖြင့်ရောက်လာတဲ့ကြမ်းထမ်းတဲ့အဓိပ္ပာယ်မရှိတဲ့ဝဆနပဒါနံတပါးသောသူတွေကပြောလာတဲ့စကားတွေကိုခမောတိခံသည်ဟောတိဖြစ်၏ဟောနည်းနည်းခက်လာပြီနော်သူများကကိုယ့်ကိုအမနာပပြောလာတာတွေအဓိပ္ပာယ်မရှိဆွဆွဆွဲဆွဲပြောလာတာတွေအဲ့ဒါတွေဘာလို့ရမှာလဲသိခံရမယ်တဲ့သိခံရမယ်နဲ့ဘာဖြစ်လာပြီတော့ကျဲလာပြီဆက်ပြီးတော့ဘာပြောတယ်ဥပ္ပန္နနံတရိရိကနံဝေဒနာနံဒိဗ္ဗနံခရဏံကတုကနံ
ဒုက္ခနံကရဏံကတုကနာအတာဒါနအမနာပါဏံပါဏဟရဏံဒီဝတကဇာတိကောဟောတိဒီခန္ဓာကိုယ်ကြီးကနေဖြစ်ပေါ်လာတဲ့ဒီခန္ဓာကိုအင်မတန်ခက်ခဲတဲ့ဒုက္ခဝေဒနာတွေဆိုတာရှိပါတယ်တဲ့ဘယ်ကနေဖြစ်လာတာခန္ဓာကြီးကနေဖြစ်လာတာကိုချစ်လာပါတယ်ဆိုတဲ့ခန္ဓာကိုယ်ကြီးကပဲကိုယ့်ကိုပြန်ပြီးတော့နှိပ်စက်သောအဖြစ်သစ္စာဖောက်နေတာဟုတ်လားအဲ့ဒါမဖြစ်အောင်ဘယ်လိုတားနိုင်လဲသူမတားနိုင်ဘူးစေဝါဆိုတာခဏတတ္တယုံပဲဟုတ်လားအဲ့ဒါလို့ယောဂတွေဝေဒနာတွေဖြစ်လာပြီဆိုလို့ရှိရင်တဲ့ဘယ်လောက်ထိဖြစ်လာမှလဲဆိုတော့ဟောသေကောင်ပေါင်းလဲရောက်ပြီဆိုရင်ပါဏဟရဏအသက်ကိုတောင်ယူသွားနိုင်နေတဲ့အဲ့ဒီဝေဒနာတွေကနော်မသေးခင်မှာလည်းပဲတခါတလေသိပ်ပြီးတော့အခံရခက်တဲ့ခရဏံကတုကဏံသိပ်ကြမ်းတမ်းတဲ့ခါဆွတ်တဲ့ဘလို့မှသီးခံဖို့မဖြစ်တဲ့ဝေဒနာတွေတချို့ကျမ်းမာရေးသိပ်ပြီးတော့မကောင်းတဲ့လူတွေဆိုရင်နားလည်လိမ့်မယ်ဒီစကားတွေအော်ဟစ်ညီးယူပြီးတော့နေရလောက်အောင်ကြမ်းတမ်းတဲ့ဝေဒနာတွေတစ်ခါတစ်ခါမှခန္ဓာကိုယ်ကြီးကမွေးဖွားပြီးတော့မပေးဘူးလားအဲ့ဒါတွေကိုဘာလို့ရမှာလဲသီးခံရနေတဲ့အဲ့တော့ဦးဇင်းတို့ဒီမှာနည်းနည်းလေးစီစီစစ်စစ်လေးစဉ်းစားကြည့်လိုက်တော့မြတ်စွာဘုရားဘာတွေသီးခံခိုင်းလဲရာသီဥတုနော်ပူရာတွေအေးရာတွေသီးခံခိုင်းတယ်နော်ပြီးတော့ခန္ဓာကိုယ်ကဖြစ်ပေါ်လာတဲ့သဘာဝတရားသမင်းစားတာတွေရေစားတာတွေနော်ဒါတွေကိုသီးခံခိုင်းတယ်ပြီးတော့လူတွေဆိုတာကိုယ်တယောက်တည်းနေလို့ရတာမဟုတ်ဘူးအပေါင်းနဲ့တင်းနဲ့ရက်နဲ့ရွာနဲ့နေကြရတာတစ်ဖက်ကလူတွေကကိုယ့်ကိုယ်စကားတွေအမျိုးမျိုးပြောမှာပဲနော်အဲ့ဒါတွေကိုမပြောဖို့သူများပါဇက်တွေကိုလိုက်ပိတ်လို့ရလားအဲ့ဒါတွေကိုလည်းမလုပ်ရမှာသိခံရမှာပဲနောက်ဆုံးခန္ဓာကိုယ်ကနေပေါက်ဖွားလာတဲ့ဝေဒနာတွေကိုလည်းမလုပ်ရမှာလေသိခံရမှာဒါကြောင့်သိခံခြင်းဆိုတာမရှိမဖြစ်လိုအပ်တဲ့အရာနော်ပေါ်ပေါ်လေးမလုံးနဲ့နော်ဒီကကြီးမိုင်ကြီးပြီးတကသုံးပုံလုံးကိုခြုံမိတယ်တဲ့တင်းကြီးခံနိဗ္ဗာန်ရောက်ဆိုတဲ့စကားဘုရင်တို့ရှင်းရှင်းသက်တော်ရှိဘုရားတွေဟာလေဘုရင်တို့မြတ်စွာဘုရားလိုပိကသုံးပုံနိကေ9ရက်ဆိုပြီးတော့ဓမ္မခန္ဓာတွေ7400တွေဆိုပြီးတော့အကျဉ်းမဟောဘူးနော်ဂါထာလေး3ပုဒ်ပါတိမောက်အနေနဲ့ပြတဲ့အချင်းချုပ်ကလေးပဲဟောတာအဲ့ဒီမှာပိသက်တို့ရဲ့နားထဲမှာဆွဲနေအောင်ကြားဖို့ပါလေခန္တီပရမံတဘောတိတိခာကြားဘူးလားခန္တီပရမံတဘောတိတိခာနိဗ္ဗာန်ပရမဝရန္တိဗုဒ္ဓနာယေပပ္ပစီတောပရုပဂာတိနသမနောဟောတိပရဝိထယံတောသိခံခြင်းဟာလောကမှာအမျက်ဆုံးသောအကြီးကျယ်ဆုံးသောအကျင့်ကြီးပဲခုတတိပဒံတရားကိုအားထုတ်တယ်နော်မြင်ရင်မြင်ကမြကြားရင်ကြားကမြထိရင်ထိကမြအမှန်တရားကိုတိတိပြီးတော့သူ့ကိုကြော်လွှားသွားတာဉာဏ်နဲ့သဘောပေါက်တယ်နော်အဲ့ဒီလိုတိပါများလာရင်ဖြစ်ပေါ်လာတိုင်းတော့တရားတွေဟာချုပ်ပြောက်သွားတာကြီးပဲလို့သိလာတဲ့အခါကျတော့ဖြစ်ပေါ်လာတဲ့တရားတွေဟာမိမိကိုသိပြီးတော့မတုံ့လှုပ်စေတော့သဘောပေါက်လားတတိခံဉာဏ်သဘောကိုမသိရောက်ဘူးလားသိရောက်တယ်ဒါကြောင့်အကျင့်ကအကျင့်ထဲမှာသီခံဉာဏ်ဆိုတဲ့အကျင့်ဒီအမျက်ဆုံးတဲ့ဦးဇင်းတို့ဒီဂေါတမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဘုရားစုပန်တော်သူမေရာရှင်ရသိဒီပေသက်ကြီးအလုံးသိတယ်နော်အဲ့ဒီသူမေရာရှင်ရသိကဘုရားစုပန်တယ်ဒီပင်ကရာမြတ်စွာဘုရားကလည်းသင်ဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်စကားမိန့်ကြားတယ်ဗျာဒိတ်စကားကမိန့်ကြားသွားတာသင်ဘုရားဖြစ်အောင်ဘယ်လိုလုပ်လို့နီးလန်းကိုပြီးမသွားဘူးအဲ့ဒီမှာဘုရားလောင်းကြီးကတိုင်းလူပြည်သားတွေပူဇော်တဲ့ပန်းနေဒါကဘုရားလောင်းတဲ့ဘုရားဖြစ်မဲ့အညွန့်နဲ့ဘုရားရဲ့အလျောင်းအလျာတဲ့လို့သိလို့တိုင်းလူပြည်သားတွေကပန်းနေနဲ့ပူဇော်ကြတယ်သံဃာဝတီပြည်သူပြည်သားတွေကလေတို့ဒီဘုရားနဲ့မကျွတ်လို့ရှိရင်ဟောဒီမှာဂေါရမဘုရားဆိုတာဖြစ်လာရင်ဒီဘုရားရဲ့နောက်ဘုရားမှာတို့ကျွတ်အောင်ဆိုပြီးတော့ဘုရားကိုဘာလို့ကြတာလဲပူဇော်ကြတယ်ဒီစိတ်ကမ်းမှာမကတ်နိုင်ရင်နောက်စိတ်ကမ်းကိုကတ်လို့ရအောင်ဒီလိုရည်ရွယ်ချက်တွေနဲ့ဘုရားလောင်းကိုဘာလို့နေကြတာလဲပူဇော်ကြတယ်အဲ့ဒီလိုပန်းနေနဲ့ပူဇော်ပြီးတော့အကုန်လုံးပြန်သွားကြတော့အတူတူကလေးပြောပြတာနော်အဲ့ဒီပန်းပုံကြီးပေါ်မှာဘုရားလောင်းကထက်ဝက်ထုတ်ပြီးထိုင်ပြီးတော့မြတ်စွာဘုရားကတော့ငါ့ကိုဘုရားဖြစ်မယ်လို့ပြောသွားတယ်ဘုရားဖြစ်အောင်ဘယ်လိုလုပ်လို့တော့ပြောမသွားဘူးအဲ့ဒါဘုရားအဖြစ်ကိုပြုတဲ့တရားတွေကဘာတွေလဲဆိုပြီးတော့ပါရမီပဝိစ္စယဉာဏ်တဲ့ဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားတဲ့ဉာဏ်ပေါ့
သူစဉ်းစားတာနော်စဉ်းစားတော့နံပါတ်1ဒါနကိုတွေ့ဒီပိဋကကြီးသိတယ်နော်ပါရမီ7ပါးပြောတော့မှာဟုတ်လားဒါနံသီလသနိက္ခမပညာဝိရိယပစ္စမကြားဘူးတယ်နော်ဒါနံသီလသနိက္ခမပညာဝိရိယပစ္စမခန္တီသစ္စာဒိဋ္ဌာနာမေတုပိခာတိမာရတာခန္တီဆိုပြီးတော့6ခုမြောက်မှာမပါဘူးလားအေးပါရမီ7ပါးလုံးဦးဇင်းတို့မပြောပါဘူးခန္တီရဲ့အဓိပ္ပာယ်ကဘယ်လိုလဲခန္တီဟာဘယ်လောက်အစွမ်းရှိသလဲဆိုတာလေးကိုပြောခြင်းလို့ဒါလေးကိုဦးဇင်းတို့ကကောင်းနှုတ်ချက်ကလေးချပြီးတော့ပြောပြအဲ့ဒီမှာဘုရားလောင်းကြီးကခန္တီပါရမီသည်ဘုရားရဲ့အဖြစ်ကိုပြုတတ်သော6ခုမြောက်တရားလို့သူသိအဲ့ဒါနဲ့ခန္တီပါရမီကိုဘယ်လိုစဉ်းစားသလဲဆိုတော့ပေတတို့ဘ ഹു တုတ္တမှတ်ရမယ်နော်ယထာပိပထဝီနာမသုစိံပိအတုစိံပိသဧဝံတတိနိခိပန္နာကရောတိပဋိကံတရားဥပမာလေးနဲ့စဉ်းစားတာဗျဘုရားလောင်းကယထာပိပထဝီနာမသုစိံပိအတုစိံပိသဟောဒီမဟာပထဝီမြေကြီးဆိုတာတဲ့သူ့အပေါ်မှာစင်ကြယ်တာတွေကိုလည်းလူတွေကပြစ်ချတယ်မစင်ကြယ်တဲ့ကျင်ကြီးကျင်ငယ်စားရှိတဲ့အရာတွေကိုလည်းပဲလူသားတွေကပြစ်ချနေတယ်ဟုတ်တယ်နော်အဲဒီလိုစင်ကြယ်တာတွေမစင်ကြယ်တာတွေဘယ်လိုပင်သူ့အပေါ်မှာကြာရွ၍နေပါတော့လည်းပဲမြေကြီးမှာตายရတဲ့သဘောမြင့်ထွက်တဲ့သဘောတုံ့ပြန်တဲ့သဘောရှိသလားမရှိဘူးမတုံမလှုပ်ပဲနော်တခါကြီးမိုက်မြပန်းနေနဲ့ပူဇော်လို့ယရနာတွေကြေးချလိုက်လို့မြေကြီးကဝမ်းမြောက်ဝမ်းသာတက်ကြွပြီးတော့နေသလားကျင်ကြီးကျင်ငယ်တွေနှက်တွေတွေတွေဆွတ်ဆွတ်ပွေရအရာတွေပြည့်ကျဲချလိုက်လို့ကောမြေကြီးကအမြင့်ထွက်တဲ့သဘောရှိသလားအဲ့ဒီကောင်းမကောင်းကိုမဟာပထဝီမြေကြီးဟာမတုံ့ပြန်တယ်လို့မျိုးဖြစ်ပေါ်လာတဲ့ကောင်းတဲ့လောကရမကောင်းတဲ့လောကရန်တွေကိုမတုံ့ပြန်မင်းနဲ့စိတ်ထဲမှာမထိခိုက်ဖဲနဲ့ဘာလို့ရမှာလဲသီးခံရမယ်အဲ့ဒီလိုသာသီးခံနိုင်မယ်ဆိုရင်အဲ့ဒီအကျင့်ဒီတင့်ကိုဖျားဖြစ်အောင်လုပ်လိုက်မယ်တဲ့ရိုးရိုးလေးပြောတော့အဲ့ဒါလိုပြောရမကောင်းဘူးလားအဲ့တော့ခန္တီရဲ့အဓိပ္ပာယ်ကိုအဲ့ဒါလိုကြည်ကြဲပြည့်ပြည့်သဘောပေါက်ရမယ်နော်မကောင်းတာကိုမှသီးခံရမှာမဟုတ်ဘူးကောင်းတာလည်းသီးခံရဒီနေရာမှာစကားလေးနည်းနည်းလောက်ဖြတ်ပြောခြင်းလူတွေကမကောင်းတာဆိုလို့ရှိရင်အံကျိတ်ပြီးတော့လောကဓာတ်ဆိုးရကွာသီးခံနော်ကောင်းတာဆိုရင်အံကျိတ်ပြီးတော့သီးခံတယ်လို့မရှိကောင်းတာဆိုရင်ရင့်မှုသွားရတယ်မျောသွားရတယ်ခြေပြားထောက်သွားရတယ်ဟုတ်ဘူးလားဟင်တခါကြီးမိုက်မြကောင်းတာကိုလည်းဘာလို့ဖို့လိုအပ်တယ်လဲသီးခံဖို့လိုအပ်တယ်ဒါလေးလည်းပဲကြားပြမှတ်ခဲ့အောင်ပေါ့ဟုတ်လားဒီနေရာမှာဒီသုတ်တံမှာတော့ဦးဇင်းတို့ဒီနာဂသုတ်တံမှာတော့မကောင်းတာတွေကိုသီးခံဖို့မြတ်စွာဘုရားကညွှန်ကြားနေတာနော်အပူတွေအေးတွေဆာလောင်တာတွေမှုတ်သိတာတွေပြောကြားလာတဲ့စကားတွေဟုတ်လားပြောကြားလာတဲ့စကားတွေဒါတွေကလူတွေရဲ့ဒေါသကိုတော်တော်နှိုးဆွပေးတယ်လို့ဦးဇင်းတို့တော့ထင်တာပဲတရက်တရက်ဒေါသတွေဖြစ်နေတာဘာကြောင့်ဖြစ်နေတယ်လဲလို့တဘာဝကြကြစဉ်းစားကြည့်စမ်းမှဒကမာကြီးများဘာလို့ဒေါသတွေဖြစ်နေကြတချို့ကငါ့ကိုဘယ်လိုပြောတော့လားဟုတ်လားတချို့ကငါ့ကိုဘယ်လိုထင်နေတာသူထင်တဲ့အထင်ကိုသူ့ရဲ့စိတ်ကိုသိနိုင်မလားမသိနိုင်ဘူးသူထင်နေတာကိုဘယ်ကနေတစ်ဆင့်သိတာလဲစကားကနေတစ်ဆင့်သိတာစကားဆိုတာလေကိုယ့်ရဲ့စိတ်ထဲမှာဘာတွေရှိတယ်ဆိုတာကိုဖွင့်ပြတဲ့ဗရင်းပေါက်ပဲလို့ဦးဇင်းထင်တယ်ဟင်ဒီကမာကြီးများဒါကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာသူများကိုဘယ်လိုထင်ပါတယ်ဆိုတာတွေကိုအလွယ်တကူဖွင့်ပြီးတော့မပြကြနဲ့ဒါကြောင့်စကားများတဲ့လူတွေကိုဦးဇင်းကလူအားတွေလို့ထင်တာပဲဟင်လူတွေကစကားသိမပြောဟုတ်လားဘာဖြစ်လို့လဲဆိုတော့သူ့ကိုယ်စိတ်ထဲမှာဘာတွေရှိတယ်ဆိုတာသူများမြင်သွားရင်ကောင်းမှာမလားတချို့လူတွေကလေလွယ်လွယ်လေးစကားကိုတုတ်ကနေပြောတယ်ပြောပြီးတော့ကိုယ်စိတ်ထဲမှာဘာတွေရှိတယ်ဘာတွေထင်နေတယ်ဆိုတော့တစ်ဖက်လူကသိသွားရောအဲ့ဒီလိုသိသွားပြီဆိုတော့မှငါနင်းကိုဒီလိုသဘောနဲ့ပြောတာမဟုတ်ပါဘူးဘာဘူးညာဘူးနဲ့ပြန်ပြီးတော့မလုပ်ရဖုံရဖိရကာယဖာရထေးရကောင်းသေးလားအဲ့တစ်ဖက်လူကတော့ယုံလားမယုံပါဘူးမြင်သွားပြီသူမြင်သွားပြီဒီကိုကဗရင်းမောက်ဖွင့်ပြလိုက်ပြီကိုဒါကြောင့်စကားကိုလွယ်လွယ်ပြောသင့်မလားမပြောသင့်ဘူးဘယ်ကနေထွက်သွားပါလိမ့်ဒီစကားဟင်တရက်ဒေါသတွေဟာသူများကကိုယ့်ကိုဘလို့ထင်လို့ဘလို့တွေပြောနေတာဆိုတာကိုစဉ်းစားပြီးတော့ဖြစ်နေကြတာအဲ့ဒါဟုတ်လား
ဒါကြောင့်ပတ်ဝန်းကျင်ကပြောကြားလာတဲ့စကားတွေကိုလိုအပ်တာတဲ့ပို့ပြီးတော့ဂရုစိုက်ရင်လည်းပဲခန္တီသဘောတွေပြတ်သုံးပြီးတော့ဒေါသတွေအကြီးကျယ်မဖြစ်ရပေဘူးလားဒါကြောင့်ပတ်ဝန်းကျင်ကိုလိုအပ်တာတဲ့ပို့ပြီးတော့ဂရုစိုက်ရင်လည်းလွဲတတ်တယ်ဗျနော်တခါကြီးမိုက်မြလူငယ်တွေကများနေတော့ဦးဇင်ကပုံမြင်လေးတစ်ပုဒ်တောင်ပြောခြင်းစိတ်ပေါက်လာနော်တခါတုန်းကတဲ့သားဖာနှစ်ယောက်ဟိုဒီပုံမြင်ကအင်္ဂလန်ကလာတာလို့ပြောတာပဲဟုတ်လားဘယ်ကလာတယ်တော့မသိဘူးစာအုပ်ထဲဖတ်ရတယ်အဲ့ဒါသူတို့ဒီမှာမြည်မှုကလေးတွေရှိနော်အဲ့ဒီမြည်မှုကလေးရှိတော့အဲ့ဒီသားဖာနှစ်ယောက်ကဒီနေ့ကျတော့အဲ့ဒီမြည်မှုကလေးဆွဲပြီးတော့ခရီးထွက်တယ်အဲ့ဒီလိုခရီးထွက်တော့ရွာတရားကိုဖြတ်ရွာတရားကိုဖြတ်တဲ့အခါကျတော့ဒီမြည်မှုကလေးကိုဆွဲပြီးတော့သွားကြတယ်အဲ့ဒါရွာသူရွာသားတွေကကဲ့ရဲ့ကြတယ်အားလိုက်တဲ့သားဖာမြည်မှုကြီးတစ်ကောင်လုံးပါနေတာကိုတယောက်မှမရှိပဲနဲ့ဒီတိုင်းဆွဲသွားတယ်လို့ကဲ့ရဲ့တယ်တဲ့အဲ့ဒါနဲ့သားဖာနှစ်ယောက်အဲ့ဒီရွာကထွက်တော့ဖေကသားကိုပြောတယ်ငါသားကြီးတို့တော့လူတွေကကဲ့ရဲ့ကုန်ပြီဟုတ်တာပဲတို့ကလည်းသူတို့ပြောသလိုအားနေအဲ့တော့မဖြစ်ဘူးငါသားကြီးမင်းဟောဒီမြည်မှုလေးကိုမင်းရှိခဲ့ကွာနောက်တရားတော့သားကမြည်မှုလေးရှိသွားအဲ့တော့ရွာကလူတွေကကဲ့ရဲ့ကြပြန်တာပဲမိုက်လိုက်တဲ့သားဖေကြီးကြီးကောင်းကြီးမကြီးကိုအောက်ကထားပြီးတော့သူကလူငယ်ပြီးပြီးအောက်ကသွားရမှာမြင်းမော်ကစီးပြီးတော့သွားနေတာလူမိုက်ဖေကလည်းအလူမလိုက်တိုင်ရအလူလိုက်တယ်ကဲ့ရဲ့ကြပြန်ရောတယ်အဲ့ဒါနဲ့ရွာကထွက်တော့သားဖာနှစ်ယောက်ပြန်ပြီးတော့တိုင်ပင်ညပြန်ရောငါသားကြီးမင်းစီးတာတော့လည်းအပြောကမလွတ်အဲ့တော့ဒီရွာကတော့အဖေစီးမှပဲဖြစ်မယ်ဆိုတော့ဖေဖြစ်တဲ့လူကကြီးပေါ်စီးပြီးတော့ရွာတရားဝင်ရွာလူတွေကထပ်ပြီးတော့ပြောပြန်တယ်ဖေကြီးနဲ့အတနာအညာတာကင်းလိုက်တယ်သားကလေးနောက်ကထားပြီးတော့သူကအဲ့ဒါမြည်ပေါ်စိတ်ကြကြတက်စီသွားတော့တော်တော်ရက်ဆက်တဲ့ဖခင်မေအဲ့ဒါလိုပြောပြန်ရော့တယ်အဲ့တော့ရွာကထွက်တော့ဖေကြီးလည်းမြင်းမောကဆင်းမစီးရင်တို့မစီးတော့ကလည်းလူတွေကပြောတယ်ငါသားစီးတော့လည်းပြောတယ်အဖေစီးတော့လည်းပြောတယ်အဲ့တော့တို့အပြောလွတ်အောင်ဘယ်နဲ့လုပ်တို့နှစ်ယောက်လုံးစီးကြဆိုအဲ့ဒါနဲ့ရွာတရားရောက်တော့သားဖာနှစ်ယောက်လုံးမြည်ပေါ်ကိုတက်ပြီးတော့စီးတာစီးတော့ရွာကလူတွေကအဲ့ဒီကျမှပူဆိုးရက်ဆက်လိုက်တဲ့သားဖာမြည်လေးသူ့ကိုသေးလေးကိုနှစ်ယောက်ပြူးကြီးတောင်စီးလာတယ်လို့ပြောတယ်ဟုတ်လားအဲ့ဒါနဲ့ရွာကတစ်ယောက်သားဖာနှစ်ယောက်လုံးရှင်းဟာဒုက္ခပဲအဲ့ဒီလိုဆိုရင်ဘယ်နဲ့လုပ်လဲအဲ့ဒီလိုဆိုရင်ငါသားကြီးအပြောလွတ်အောင်တော့တနည်းပဲရှိတော့တယ်ဘယ်နဲ့လုပ်မလဲဆိုတော့သားဖာနှစ်ယောက်တိုင်ပင်ပြီးတော့အဲ့ဒီမြည်လေးကိုလှဲပြီးတော့ခြေထောက်နှစ်ချောင်းလက်နှစ်ချောင်းကိုကျိုးနဲ့တုပ်ပြီးတော့ဝလုံးတောင်းတောင်းတစ်ချောင်းနဲ့ရှူပြီးတော့သားဖာနှစ်ယောက်အဲ့ဒီမြည်လေးကိုထမ်းသွားကြတာတဲ့အဲ့ဒီတော့မှရွာကလူတွေကလက်ခုပ်လက်ဝါးတီးပြီးတော့ကြည်စံအယူတွေလို့ပြောတယ်ပိဋကရဲ့ပဝန်းကျင်စကားတွေကိုနားထောင်ပါများဂရုစိုက်ပါများရင်လည်းဘာဖြစ်မလဲအယူတွေလို့အပြောခံရတဲ့ဘဝကိုမရောက်ပြီဘူးလားဘယ်ကနေဘယ်ရောက်သွားတယ်စကားဆိုတာတက်နိုင်တယ်များဘာလို့ရမှာလဲသိခံရမယ်ဟုတ်လားအဲ့ဒီသိခံခြင်းဆိုတဲ့အကြည်အသွေးမရှိဘူးဆိုရင်အဖိုးတန်တဲ့တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်အင်္ဂါရဟာဘာဖြစ်နေလဲချွတ်တဲ့နေတယ်ဟုတ်လားဒါကြောင့်မိမိကိုမိမိတန်ဖိုးရှိတဲ့လူအဖိုးတန်တဲ့လူတစ်ယောက်ဖြစ်ခြင်းနဲ့ဆိုရင်တတိယမြောက်ရှိရမယ့်အကြည်အသွေးတွေပါလေသိခံခြင်းဟုတ်လားဘာတွေကိုသိခံရမှာလဲမှတ်မိတယ်နော်ပူရာတွေအေးရာတွေဆာလောင်တာတွေမှုသိတာတွေပြောတာတွေဆိုတာတွေနောက်ဆုံးမိမိခန္ဓာကိုယ်ကနေဖြစ်ပေါ်လာမဲ့ယောဂါတွေဝေဒနာတွေခုတည်းကဆိုစဉ်းစားထားဗျနော်ခုမာမစာစာကျမ်းမာတို့ကောင်းတာတွေအများကြီးလုပ်ထားပြီးရင်ယောဂါတွေဝေဒနာတွေကနှိမ့်ဆက်လာလူတွေကလည်းတော်တော်ခက်တယ်လို့ဦးဇင်းတို့ထင်တာပဲမောင်မောင်ခေါ်တော့ကဗျာမထူးအောင်ကျော်ခေါ်မှဗျာထူးတယ်လို့ဗမာစကားပုံမရှိဘူးလားခုကျမ်းမာရေးကောင်းတယ်ခန္ဓာကိုယ်ကမျက်နှာသာပေးနေတဲ့ဉာဏ်ကြီးတွေလည်းထက်နေတယ်တော်တော်လေးကောင်းနေတဲ့အခြေအနေမှာကောင်းတာကိုလို့ရကောင်းမှမသိကိုယ်နဲ့ကိုမေးပြီးတော့နေကြတယ်ဟုတ်လားကျမ်းမာရေးဖောင်းလာပြီးအသက်ကြီးလာပြီးဆွမ်းဆွမ်းတမမလုံနိုင်တော့ဘူးဆိုတော့မှဖရာတို့တရားတို့ကိုအမှတ်ရတော့ထိထိရောက်ရောက်လုပ်ဖို့ငယ်တုန်းကလိုကောင်းသေးလားမကောင်းတော့ဘူးဒါကြောင့်မလွဲမသွေတွေ့လာမဲ့ဒီယောဂါတွေဒီဝေဒနာဇိုးတွေကိုအခုတည်းကစတွေ့လာရင်တို့ဘလို့ရင်ဆိုင်မလဲလို့စဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်နော်တခါကြီးမိုက်မြ
အဲ့ဒီလိုစဉ်းစားပြီးတော့ဒီခံနိုင်တဲ့အကြည်အသွေးကိုအဲ့ဒီတစ်ချိန်မှာရှိလာအောင်မြင့်လာအောင်အခုတည်းကစပြီးတော့ကြိုတင်ပြီးတော့မလေ့ကျင့်နိုင်ဘူးလားလေ့ကျင့်သင့်တယ်ဗျဒါကြောင့်ထိကနေရှိစိတ်တူထိကနေရှိစိတ်တူအဲ့ဒီလိုဆိုလို့ရှိရင်အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နိုင်မှာဟုတ်မလားဦးဇင်းထင်တယ်လူတစ်ယောက်ဘလောက်မြင့်မြတ်တယ်လဲဆိုတာသူဘလောက်ခံနိုင်ရှိတယ်လဲဆိုတာဟာသူ့ရဲ့အဲ့ဒါပြနေတဲ့လက္ခဏာဘလောက်ဒီခံနိုင်တယ်လဲဆိုတာသူဘလောက်မြင့်မြတ်တယ်လဲဆိုတာကိုပြနေတာနော်ဘာမှခံနိုင်ရင်မရှိဘူးဆိုရင်အတွင်းထဲမှာမြင့်မြတ်တဲ့သဘောလေးနေတဲ့သဘောတည်ငြိမ်တဲ့သဘောမရှိလို့ပြောလို့မရဘူးလားရတယ်နော်ဒါကြောင့်ဒီခံခြင်းသဘောတရားအရင်မကြည့်ဘူးလားဒါကြောင့်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ခြင်းရင်တတိယအင်္ဂါရက်ကိုလည်းပဲဒကာဓမ္မတို့ခေါင်းထဲမှာဆွဲနေအောင်မှတ်ရမယ်ဟုတ်လားအင်္ဂါဘယ်နှချက်ရှိသွားပြီလဲ3ချက်ရှိသွားပြီဘုရားရဲ့တရားတော်တွေကိုအများကြီးကြားဘူးနာဝရှိအောင်ကြိုးစားရမယ်ဟုတ်လားမိမိကိုယံသူတပွဲနှိပ်စက်မယ်ကာမဝိတ္တဗျာပါဒဝိတ္တအစရှိတဲ့မကောင်းတဲ့အကုသိုလ်တရားတွေကိုပယ်တတ်ရတဲ့တတ္တိရှိရမယ်ဟုတ်လားဖြစ်ပေါ်လာတဲ့လောကရန်တရားတွေခန္ဓာကိုယ်ကနေဖြစ်ပေါ်လာမဲ့ဝေဒနာတရားတွေကိုသိခံနိုင်တဲ့ခန္ဓာရင်ရှိတဲ့အဆင့်ရအောင်ကြိုးစားရမယ်ဘယ်နှချက်ရှိသွားပြီလဲ3ချက်ရှိသွားပြီသဒုဋ္ဌမြောက်ချက်သွားရအောင်ရှင်ကြီးရဲ့ယရနာထိုက်တဲ့အင်္ဂါရက်သဒုဋ္ဌမြောက်အင်္ဂါရက်ကဘာလဲတော့သွားရင်လာရင်တတိရှိရတယ်ရောက်ဘူးတာတွေမရောက်ဘူးတာတွေစဉ်းစားမနေနဲ့ရှင်ဦးသေးကဒီနေရာကောင်းတဲ့သွားဆိုလို့ရှိရင်သွားလာသွားချလိုက်ဒါမှဒီရှင်ဟာယရနာထိုက်ဟုတ်လားအဲ့ဒီလိုပဲတဲ့အဖိုးတန်တဲ့တကယ်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ရင်မရောက်ဘူးသေးသည်ဖြစ်စေရောက်ဘူးသည်ဖြစ်စေသွားရတဲ့တတိရှိရမယ်တဲ့အဲ့ဒါဘာပြောတာလဲဆိုတော့ဒါလေးကနည်းနည်းလေးအဓိပ္ပာယ်ကတော်တော်ကောင်းတယ်ဟုတ်လားယာယံတိတာအာဂတပုပ္ပါဣမိနာတိကေနာအတုနာယရိရံသဗ္ဗသင်္ခါရသမတောသဗ္ဗပတိပတိနိတ္တကောတနေကယောဝိရာဝနိရောဓနိဗ္ဗာနံတံခိတ္တေညီဝကံထာဟောတိဒီဘေကဘာပြောတာလဲဆိုတော့ယာယံတိတာအာဂတပုပ္ပါဣမိနာတိကေနာအတုနာဣမိနာတိကေနာအတုနာဤမြရှည်လျားလာသောတန်လျာကာလတစ်လျှောက်လုံးအာဂတပုပ္ပါရှိရှိတုန်းကတခါမှမရောက်ဘူးသေးတယ်ယာယံတိတာအကျဉ်ယက်ဒေသသည်အဋ္ဌိတန္တိရှိပါကုန်၏ရှည်လျားလာတဲ့တန်လျာတစ်လျှောက်လုံးတခါမှမရောက်ဘူးသေးတဲ့နေရာဆိုတာရှိနေပါတယ်ဒကာဓမ္မတို့ဦးဇင်းတို့ဘဝတန်တရားကြီးရှည်လျားလာပြီနော်အဲ့ဒီလောက်ရှည်လျားလှစွာဖြတ်သန်းခဲ့တဲ့ဒီတန်တရားတစ်လျှောက်မှာတခါမှမရောက်ဘူးသေးတဲ့နေရာပါလေရှိနေပါတယ်တဲ့အဲ့ဒီတခါမှမရောက်ဘူးသေးတဲ့နေရာဘယ်နေရာလဲဆိုတော့ယာယံတိတာအာဂတပုပ္ပါဣမိနာတိကေနအတုနာယတိတံသဗ္ဗသင်္ခါရသမတောသဗ္ဗပတိပတိနိတ္တကောသဗ္ဗသင်္ခါရသမတောအလုံးစုံသောသင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာသဗ္ဗပတိပတိနိတ္တကောလုံးစုံသောဥပရိတရားတို့ကိုပယ်ဆွံ့ရာတဏကယောတနာကိုယဝိရာကိုတမမှုကင်းရာနိရောဓဒုက္ခအလုံးတို့ရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်နိဗ္ဗာန်ဆိုတဲ့တရားတွေအဋ္ဌိတန္တိရှိပါကုန်၏နိဗ္ဗာန်ကိုဖွင့်ထားတာနော်သဗ္ဗသင်္ခါရသမထောအလုံးစုံသောသင်္ခါရတရားတို့ရဲ့ချုပ်ငြိမ်းရာအဓိပ္ပာယ်လေးကိုနည်းနည်းလေးဉာဏ်ကြီးတဲ့လူတွေတက်ရည်ရွယ်ပြီးတော့အသေးစိတ်ကလေးပြောခြင်းသေးတယ်ဗျာနိဗ္ဗာန်ဆိုတာသင်္ခါရတရားအလုံးတို့ရဲ့ဗါတဲ့တော့ချုပ်ငြိမ်းရာတဲ့သင်္ခါရတို့ရဲ့ချုပ်ငြိမ်းရာဆိုတာကိုပြောမယ်ဆိုတော့သင်္ခါရဆိုတာလေးကိုလည်းနားလည်ဖို့လိုတယ်နော်သင်္ခါရဆိုတာဘာလဲဆိုတော့ဖြစ်ချင်းတစ်ခုဖြစ်လာအောင်အမျိုးမျိုးဝိုင်းဝန်းပြီးတော့ဘေးကနေအကြောင်းတရားတွေအနေနဲ့ထောက်ပံ့ပေးနေတဲ့အရာတွေကိုသင်္ခါရလို့ခေါ်တာနော်ခုဒီကဓမ္မတို့ဦးဇင်းတို့အခုလိုမနဲ့သွားနိုင်လာနိုင်အောင်ပြောနိုင်ဆိုနိုင်အောင်လှုပ်နိုင်ရှားနိုင်အောင်တနည်းအားဖြင့်မသေးအောင်ရှင်းနေအောင်ဘယ်သူတွေကထောက်ပံ့ပေးထားတာလဲဘယ်သူတွေကဝိုင်းဝန်းကူညီပြီးတော့ကျေးဇူးပြုနေတာလဲလို့မေးရင်ကံစိတ်
ဥဒုအာဟာရဟုတ်လားအေးလူဘဝကိုအကြာကြီးနေရမဲ့ကံတွေကောင်းတာတွေပြုခဲ့တယ်အဲ့ဒီကံတွေကနေခွင့်ရအောင်အထောက်ပံ့ပြုနေတယ်ကြိုးကျေးဇူးပြုနေတယ်နော်စိတ်ဥဒုအာဟာရအဲ့ဒါလိုကံစိတ်ဥဒုအာဟာရအကြောင်းတရားတွေဟာဒကာဓမ္မတို့ဦးဇင်းတို့ကိုအမြဲတမ်းဆက်ပြီးတော့မသေးအောင်မလုပ်နေလေထောက်ပံ့ပေးနေတယ်ဟိုမီးခွက်ကြီးတစ်ခွက်ထဲမှာစီတွေထည့်ပြီးတော့မီးစားတွေနဲ့အပေါ်ကမီးထွန်းထားတဲ့မီးခွက်ကြီးတစ်ခွက်မြင်အောင်ကြည့်နော်အဲ့ဒီမီးတောက်ကြီးအစမပြတ်တောက်နိုင်အောင်အဲ့ဒီမီးစာလျှောက်ကနေပြီးတော့စီတွေဟာဘာဖြစ်နေတော့စီးဝင်ပြီးတော့အပေါ်ကိုတက်နေတယ်တိတိကျကျကြည့်ဘူးလေနော်မီးကတောက်နေတယ်ဆိုရင်မဖြစ်နဲ့အမြုပ်ကလေးတွေချပြီးတော့အောက်ကစီမီးစာလျှောက်ဘာဖြစ်နေတော့အပေါ်ကိုတက်နေတယ်အဲ့ဒီစီရှိနေသေးတဲ့မြအဲ့ဒီမီးတောက်ဟာဘာဖြစ်နေမယ်တော့တောက်နေတယ်အဲ့ဒီလိုပဲဒကာဓမ္မတို့အတိတ်ကံတည်းဟူသောစီတွေနော်ရှိတယ်နော်ဒါအမြဲတမ်းတောက်နေတယ်ဆိုတော့မီးတောက်နေတဲ့မြစီကလည်းစီးဝင်နေတယ်စီးဝင်နေတဲ့မြလည်းပဲအမြဲတမ်းတဖြည်းဖြည်းနဲ့ကုန်းလိုက်နေဒါလည်းမျက်စိနဲ့မျက်စိမပြတ်စေနဲ့နော်မီးတောက်နေသေးတဲ့မြကလပ်ပတ်လုံးစီဟာအမြဲတမ်းဘာဖြစ်နေတော့ကုန်းနေအဲ့ဒါကံတည်းဟူသောစီတွေလည်းကုန်းနေတယ်စိတ်ကုန်းမနေဘူးလားကုန်းနေတယ်နော်အသစ်ထပ်ပြီးတော့ဖြစ်နေတယ်နော်အေးအထင်ရှားဆုံးကတော့အာဟာရတရက်ကို3ခါလောက်ထည့်ပေးရတယ်ဒီမီးခွက်ကြီးတဲ့ကိုဒီကမာကြီးတွေဟုတ်လားအေးအဲ့ဒီမှာအသုံးမကျတဲ့အဖက်တွေကိုစွန့်ပြီးတော့ပြစ်လိုက်တယ်အသုံးကျတဲ့အစီအစေးကိုခန္ဓာကိုယ်ကစွန့်ပြီးတော့ယူထားလိုက်တယ်အဲ့ဒီအာဟာရဓာတ်လေးနဲ့ခင်ဗျားတို့တို့လူဆိုပြီးတော့ရက်တည်ပြီးတော့နေကြတယ်ငါဆိုပြီးတော့သူဆိုပြီးတော့မန်တလူနဲ့နေကြတယ်ဒီသမင်းဟင်းလေးရဲ့အစီအစေးလေးနဲ့ဘာလုပ်နေတာတော့လူလုပ်နေတာနော်အဲ့ဒါတွေပြတ်သွားတဲ့အချိန်မှာဘုံလဲမှာတချို့မစားနိုင်မတောက်နိုင်အာဟာရပြတ်ပြီးတော့သေတာတွေရှိတယ်မဟုတ်လားအေးအဲ့ဒီတော့ဒီလိုရှင်းသန်းနေအောင်အထောက်ပံ့ပေးနေတာတွေဟာကာစိတ်ဥဒုအာဟာရအဲ့ဒါတွေဟာသင်္ခါရတရားတွေနော်ဒါတဲ့ပူပြီးတော့ဦးဇင်းတို့အကျဉ်းမြင်နားလည်အောင်ပြောမယ်ဒကာဓမ္မတို့အခုဦးဇင်းကပြောလိုက်တော့ကြားတဲ့စိတ်တွေဖြစ်တယ်နော်အဲ့ဒီကြားတဲ့စိတ်တွေကဘာကြောင့်ဖြစ်တယ်လဲဦးဇင်းပါးကထွက်နေတဲ့မိုက်ခရိုဖုန်းကနေထွက်နေတဲ့အသံတွေရှိနေလို့နားဆိုတာလည်းရှိနေလို့နှလုံးသွင်းတယ်ဆိုတာလည်းရှိနေလို့ကြားထဲမှာအာကာသဆိုပြီးတော့လေဆိုတာလည်းရှိနေလို့အသံကဖြတ်တန်းလာတာကိုအဲ့ဒီအကြောင်းတရားတွေအကုန်လုံးကနေပေါင်းပြီးတော့ရှုပြီးတော့ဖန်တီးလိုက်တာဩဒါအသံကိုလို့သိတဲ့စိတ်ကလေးပါဖြစ်လာဘယ်သူတွေကဖန်တီးလိုက်တာလဲခုနကဦးဇင်းပြောလိုက်တဲ့အကြောင်းတရားတွေကဖန်တီးတာသင်္ခါရဆိုတာအဲ့ဒါပဲနော်ကြားတာတွေမြင်တာတွေမြင်တာမှလည်းအစင်းရှိတယ်မျက်လုံးရှိတယ်အလင်းရောင်ရှိတယ်နှလုံးသွင်းမှုရှိတယ်အဲ့ဒါတွေပြည့်စုံရင်မြင်တယ်ဆိုတာဖြစ်လာတာဟုတ်လားအဲ့ဒီလိုသင်္ခါရတရားတွေကအမြဲတမ်းဖြစ်အောင်လုပ်နေတော့အဖြစ်တရားတွေကတစ်ခုပြီးတစ်ခုအမျိုးမျိုးဖြစ်မနေဘူးလားမြင်တာတွေကြားတာတွေနားတာတွေစားတာတွေပူတာတွေအေးတာတွေတွေးတာတွေသိတာတွေခံစားတာတွေအများကြီးပဲဖြစ်နေတယ်ခန္ဓာကိုယ်ကြီးသိရှုပ်ထွေးတယ်နော်အဲ့ဒီအဖြစ်တရားတွေအကုန်လုံးဟာသင်္ခါရတရားတွေဖြစ်တယ်ဆိုတဲ့ကိုကစားဖြစ်ပြီးရင်ပျောက်သွားမှာချုပ်ပျောက်သွားမှာအဲ့ဒါကြောင့်သင်္ခါရတရားတို့ဒီအိန္ဒိယမရဘူးအမြဲတမ်းလှုပ်နေတဲ့မငြိမ်ဘူးတကယ်ကောင်းတဲ့တရားတွေမဟုတ်ဘူးလို့အရိယာသူတော်ကောင်းကြီးတွေကမြင်တယ်နော်တကယ်ကြီးမိုက်ပြခင်ဗျားတို့ကျုပ်တို့သာလည်းလှုပ်နေမှလည်းမသိဘူးဖောက်ပြန်နေမှလည်းမသိဘူးဟုတ်လားတုံလှုပ်နေမှလည်းမသိဘူးလောင်ကျွမ်းနေမှလည်းမသိဘူးတကယ်စင်စစ်ကတော့ခန္ဓာကိုယ်ကြီးဟာဘာဖြစ်နေတုံးလောင်ကျွမ်းနေတယ်တုံလှုပ်နေတယ်အမြဲတမ်းမငြိမ်ဘူးအမြဲတမ်းဒုက္ခရောက်နေတာဒါကြောင့်သူတို့ကတော့ဒုက္ခရောက်တာကိုရောက်မှန်းသိလို့ဒါရဲ့အပေါ်မှာလူချင်းမမောတဲ့စိတ်ကိုဖယ်ရှားနိုင်တဲ့အတွက်ကြောင့်အရိယာဆိုပြီးတော့မြင့်မြတ်စင်ကြယ်တဲ့အဖြစ်ကိုကူးသွားတာဟုတ်လားခင်ဗျားတို့ကျတို့ကတော့ဒီဆင်းရဲတဲ့ဒုက္ခသစ္စာကိုသိသလားမသိသေးဘူးသင်္ခါရတရားတွေရဲ့ဆင်းရဲပုံကိုမသိဘူးအဲ့ဒီသင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရသည်နိဗ္ဗာန်ပဲတဲ့ဟုတ်လားသဗ္ဗသင်္ခါရသမတောတဗ္ဗုပတိပတိနိစ္စကောအလုံးစုံသောဥပရိတရားတို့ကိုပယ်စွန့်ရာဥပရိတွေကိုပယ်စွန့်ရာဆိုတာကိုရှင်းပြတော့တရားကအများကြီးရှိသွားတယ်နော်ဥပရိတွေကလည်းအများကြီးရှိတာဟုတ်လားထားတော့နော်တဏှေယောဝိရာကောနိရောဓနိဗ္ဗာန်တဏှာတို့ရဲ့ချုပ်ဆုံးရာဒုက္ခတွေရဲ့ချုပ်ဆုံးရာတတ်မဲ့မှုတွေရဲ့ကင်းလွတ်ရာ
နိဗ္ဗာန်ဆိုတဲ့တရားသည်တရားဓမ္မတို့ဦးဇင်းတို့ရှည်လျားလာတဲ့တန်တရားကြီးအမျိုးမျိုးကြော်ဖြတ်ခဲ့ပေမဲ့လို့အဲ့ဒီနေရာကိုတစ်ခါမှမရောက်ဘူးသေးဘူးတဲ့ဟုတ်လားဒီ32ပုံမှာလေသုဒ္ဓဝါဒ5ပုံကလွှဲရင်ကျန်တဲ့နေရာအကုန်ရောက်ဘူးတယ်မို့လားဟုတ်တယ်နတ်တွေလည်းဖြစ်ဘူးတယ်မြမပြည်လည်းရောက်ဘူးတယ်လူပြည်ဆိုတာကတော့ခြေရာချင်းထက်နေတနည်းအားဖြင့်ပြောရရင်မိမိရဲ့ဒီခန္ဓာကိုယ်ရုပ်ကလတ်အလောင်းကောင်မြုပ်ခဲ့တဲ့နေရာချင်းထက်နေရောက်ဘူးလိုက်တာမှတစ်ခေါက်မကဘူးနှစ်ခေါက်မကဘူးကောင်းနေမဲ့ဗာလေးပေါ်လာတော့ဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအင်မတန်မာနကြီးတဲ့ပုံနာကြီးတစ်ယောက်ရှိသူကဘယ်လောက်ထိမာနကြီးလဲဆိုတော့သူသိရင်သူ့ရဲ့အလောင်းကိုတောင်မှဒီပြင်လူမမြုပ်ဘူးသေးတဲ့နေရာကိုမှမြုပ်ချင်သူများနဲ့မထိစက်ချင်ဘူးသူများတဲ့သားတယ်သူများနဲ့မတူဘူးမတန်ဘူးပေါ့ဗျာဟုတ်လားအဲ့ဒါနဲ့သူ့ရဲ့သားကိုခေါ်ပြီးတော့ငါသားငါသိရင်တော့သူများမြုပ်တဲ့နေရာမှာမြုပ်နေကွာဟာဖေအဲ့လိုဆိုကျုပ်ဝင်သားမြုပ်အောင်လို့ဖေလိုက်ကြရာဇဂျူမြို့ရဲ့ဘေးမှာရှိတဲ့တောင်ကြီးတွေပေါ်ကိုတက်သွားတာတက်သွားပြီးတော့အဲ့ဒီတောင်ကြိုင်ဝမ်းတစ်ခုတည်းကိုလက်ညှိုးထိုးပြတာဒီနေရာတော့ခေါ်ခေခါဘယ်သူမှလာပြီးတော့မตาလာမမြုပ်တော့အဲ့တော့ငါသိလို့ရင်တော့ဒီနေရာမြုပ်กว่าငါသားရလို့ခိုင်းတော့သားကမှတ်ထားပြီးတော့သားဖား2ယောက်တောင်ပေါ်ကပြန်ဆင်းလာတော့မြတ်စွာဘုရားကအောက်ကနေရှိနေတာဒီသားဖား2ယောက်ကျွတ်တန်းဝင်မှာကိုမြင်လို့ဟုတ်လားအဲ့ဒါနဲ့ဘာလုပ်နေကြတော့ဒီလိုဒီကြောင်းပဲဆိုတော့ပုံနာတဲ့သင်ဒီပြင်လူမမြုပ်ဘူးတာကိုအသာထားအောင်သင်ကိုယ်တိုင်းကိုပဲသင်ရဲ့အခုနာမည်နဲ့အဲ့ဒီနေရာမှာအလောင်းပေါင်း8400လောက်အဲ့ဒီနေရာမှာသင်မြုပ်ဘူးတယ်တဲ့မြတ်စွာဘုရားအဘိညာဉ်နဲ့ကြည့်ပြီးတော့ပြောတာနော်အဲ့ဒီလိုပြောပြီးတော့ဦးဇင်းတို့ဥပတာလကဇတ်ဆိုပြီးတော့ဇတ်တော်လေးတစ်ခုဟောတယ်အဲ့ဒီဘဝတုန်းကလည်းဒီပုံနာသားအဖပဲဒီပုံနာကြီးပဲလူသေးမမြုပ်ဘူးသေးတဲ့နေရာရှာပြီးတော့သူ့ရဲ့အလောင်းကိုဘာလို့ခိုင်းတာလဲမြုပ်ခိုင်းတာအဲ့ဒီမှာဦးဇင်းတို့ဘုရားအလောင်းရသေးကြီးကကြွပြီးတော့သူတို့ကိုတရားပြနော်ဥပါဒလကနာမာလိသာသာနိသတုတ္တတအတမိန်ပရိသေတ္တနိအာနာနတိလောကီအာနာမတံဒီဂါထာလေးကိုယတိကြီးကဟောတာပဲနော်ဥပါဒလကနာမာလိသဟတာနိသတုတ္တတအတမိန်ပရိသေတ္တနိနတိလောကီအာနာမတံဥပဒါလကတဲ့အဲ့ဒီပုံနာကြီးရဲ့နာမည်ကနော်ဥပဒါလကဆိုတဲ့နာမည်နဲ့ကိုပဲတဲ့သဟတာနိသတုတ္တတဘဝပေါင်းများစွာနော်ဒီနေရာမှာဘဝပေါင်းကိုမကြီးမတွက်နိုင်အောင်တော်တော်ကြီးကိုများတဲ့အခြေအနေမျိုးပေါ့နော်ဒကာကြီးမိုက်များနားလဲအောင်ပြောရဟုတ်လားအဲ့ဒါဒီနာမည်နဲ့ကိုပဲတဲ့နေ့ရဲ့အလောင်းနေမြုပ်ခဲ့ဘူးတယ်နတ္ထိလောကီအာနာမတံကိုယ့်ရဲ့အလောင်းမမြုပ်ခဲ့ဘူးတဲ့နေရာဆိုတာလောကမှာရှိဘူးတမရောက်ဘူးသေးတဲ့နေရာဆိုတာမရှိဘူးနော်ဘယ်နေရာပဲရှိနိဗ္ဗာန်ပဲရှိဟုတ်လားတရားယူမိုက်များအဲ့ဒီနိဗ္ဗာန်ဆိုတဲ့မရောက်ဘူးသေးတဲ့အရက်ကိုပါလဲရောက်ဘူးအောင်သွားရေးလာရေးတဲ့တတိသွားခြင်းလာခြင်းနဲ့စိတ်ရှိအောင်ဝင်းမြူရဒါဦးဇင်းတို့ပုထုဇဉ်တွေဘာကြောင့်နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကမ်းကိုမကူးကျင်တာလဲဆိုဒီနေရာကိုကောင်းတယ်ထင်လို့ခိုးနေရာကိုမသွားကျင်တာနော်ဒီကမာကြီးများပြောကြည့်စမ်းပါဒီနေရာကိုကောင်းတယ်ထင်လို့ခိုးနေရာကိုမသွားကျင်တာဒီနေရာကိုကောင်းတယ်လို့မထင်ဘူးမကောင်းဘူးလို့သိတာနဲ့တတိုင်းနဲ့ဟိုနေရာကိုသွားကျင်တဲ့စိတ်ကအလိုလိုဖြစ်တယ်နော်ဒီနေရာကိုကောင်းတယ်ထင်နေတာနော်မိမိရဲ့ခန္ဓာမိမိရဲ့အဖြစ်အပျက်မိမိရဲ့ဘဝမိမိရဲ့သဘောတဘာဝအမှန်ကိုမိမိဉာဏ်နဲ့တကယ်မသိသေးဘူးမသိသေးတော့ဖြစ်နေရတာတွေကိုပဲကောင်းတယ်လို့ထင်နေတာတကယ်စင်စစ်ဖြစ်တာမှတည်းဘယ်အဖြစ်မှမကောင်းဘူးဟုတ်လားအဲ့ဒီဖြစ်နေတာတွေကိုပြတ်သွားတယ်လို့မသိတော့ကောင်းတယ်လို့ထင်တော့ဒီနားမှာပဲတွေ့ကပ်ပြီးတော့ဘယ်မှမရောက်ဖဲနဲ့နေနေတာနော်သေလဲခံနာလဲခံအိုလဲခံဆင်းရဲလဲခံကောင်းတာလေးနေနေတယ်မကောင်းတာတွေအများကြီးကိုမလုပ်နေတာလဲဒီတိုင်းပဲရင်ဆိုင်ပြီးတော့နေတာဦးဇင်းတို့မြတ်စွာဘုရားဟောတာတော့ကောင်းတာကနည်းနည်းတောင်မရှိဘူးလို့ပြောပါတယ်နော်ပါဠိလေးတွေပဲဟောဒီလူတွေရဲ့နှုတ်ထဲမှာရှိတယ်ဗျာဧဝမိတ္တကေဝလတ္တဒုက္ခခန္ဓာသောသမုဒယဟောတိနော်တကယ်တမ်းတတ္တဝါတွေဖြစ်နေတယ်ဆိုတဲ့ဒီဖြစ်စဉ်ကြီးဟာဧဝမိတ္တကေဝလတ္တဒုက္ခခန္ဓာသောသမုဒယဟောတိဒုက္ခဆိုလို့မြူမြမဖက်ဖဲနဲ့
ဒုက္ခတွေကြီးတက်တက်စုပုံထားတဲ့ဒုက္ခအပုံကြီးပဲတဲ့တကယ်တမ်းဘဝဆိုနော်တရားကြီးမိုက်ကြီးအဲ့ဒါကိုတရားဓမ္မတို့ဦးဇင်းတို့ဉာဏ်နဲ့သင်္ကေတရှားမြင်ပြီလားမမြင်သေးဘူးမမြင်သေးတဲ့အတွက်ကြောင့်ဒီနေရာကိုတန်ရောစဉ်မပြတ်ဘူးဟိုနေရာကိုလည်းသိပြီးတော့စိတ်မဝင်စားဘူးဟုတ်လားဒါကြောင့်ဒီဘက်ကမ်းမှာပဲတောင်းတင်ပြီးတော့နေတာဒီဘက်ကမ်းဆိုတာရှိတယ်ဟိုဘက်ကမ်းဆိုတာရှိတယ်ဒီဘက်ကမ်းဟိုဘက်ကမ်းရှိနေတယ်ဆိုရင်ကြားထဲမှာရေပြင်ကြီးမရှိပေဘူးလားဒီဘက်ကမ်းဆိုတာအဲ့ဒါသက်ကာယဒုက္ခသစ္စာတရားကိုပြောတာနော်အဲ့ဒီဘက်ကမ်းကနေဟိုဘက်ကမ်းတည်းဟူသောနိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုရင်ဩဃလေးသွယ်ရေပြင်ကြီးကိုခုခတ်နိုင်အဲ့ဒါဟိုဘက်ကမ်းကိုရောက်ဆိုလိုတာကကိလေသာရေပြင်ကိုကျော်လွှားနိုင်ရင်ဟိုဘက်ကမ်းကိုရောက်နော်လောဘမျက်လုံးနဲ့ကြည့်နေရင်ဒုက္ခဆိုတာဘယ်တော့မှမမြင်ဘူးဒုက္ခဆိုတာကိုမြင်ရင်လောဘဆိုတာကိုဖယ်ပြီးတော့ကြည့်ရင်ဒုက္ခဆိုတာမြင်ရလိမ့်မယ်တနည်းအားဖြင့်ဒုက္ခကိုမြင်ရင်လည်းလောဘဟာအလိုလိုဆင်ပြီးသားဖြစ်တယ်ဟုတ်လားဒါကြောင့်ဟိုဘက်ကမ်းကိုမသွားကျင်တာဟာဒီဘက်ကမ်းရဲ့ဆိုးဝါးတဲ့အခြေအနေကိုမမြင်သေးလို့မြင်ဖို့မကြိုးစားတဲ့ဘူးလားအေးဒီဘက်ကမ်းရဲ့အဖြစ်မြင်တယ်ဆိုတာဘာလဲလို့မေးရင်တမ္မာဒိဋ္ဌိမြင်တာဆိုတာဘာလဲတမ္မာဒိဋ္ဌိအမှန်ကန်မြင်တယ်တမ္မာဒိဋ္ဌိခေါင်းဆောင်တယ်ဆိုရင်မဂ္ဂင်7ပါးနောက်ကမဂ္ဂင်9ပါးမလိုက်ပြီဘူးလားလိုက်ပြီအဲ့ဒီမဂ္ဂင်သည်နိဗ္ဗာန်ကိုရောက်ဖို့အတွက်တစ်ခုတည်းသောလမ်းနော်ဂင်္ဂာမြစ်ကြီးဟာသမုဒ္ဒရာကိုဥတည်ပြီးတော့စီးဆင်းမနေဘူးလားဒါကြောင့်ဂင်္ဂာမြစ်ရည်တွေဟာသမုဒ္ဒရာကိုဆက်ရောက်ပြီးတော့မသွားဘူးလားမဂ္ဂင်7ပါးသည်နိဗ္ဗာန်ကိုစီးဆင်းနေတယ်တနည်းအားဖြင့်နိဗ္ဗာန်ရောက်ကြောင်းတရားဟုတ်လားနိဗ္ဗာန်ကိုကိုင်းနေတယ်နိဗ္ဗာန်ကိုညွတ်နေတယ်ဒါဥစဉ်တို့တန်ရုပ်ပါဠိတော်မှာမဟာဝကတန်ရုပ်ပါဠိတော်မှာမဂ္ဂင်နဲ့ပတ်သက်ပြီးတော့အကျေတဝန်းဟောထားတာတွေအများကြီးရှိပါနော်ဂင်္ဂာမြေကြီးတိသမုဒ္ဒရာကိုစီးဆင်းနေတယ်လို့မဂ္ဂင်7ပါးကိုကျင့်သုံးရင်ဧကန္တပေချာပေါင်းနိဗ္ဗာန်ကိုရောက်တယ်ဒါကြောင့်မရောက်ဘူးသေးတဲ့အရက်ဒေသတည်းဟူသောနိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်မဂ္ဂင်7ပါးကိုပွားများရမဂ္ဂင်7ပါးအသေးစိတ်မပြောဘူးနော်အမှန်အကန်အနိစ္စကိုအနိစ္စမှန်သိရင်သမ္မာဒိဋ္ဌိဖြစ်တယ်သမ္မာဆိုတာမှန်ကန်တာဒိဋ္ဌိဆိုတာအမြင်ဟုတ်လားအဲ့ဒီသမ္မာဒိဋ္ဌိဖြစ်ရင်သမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တမဂ္ဂင်9ပါးနောက်ကနေပြီးတော့တတိတန်းကြီးလိုက်လာတယ်တဲ့မင်းဝန်တော်ဘုရားကြီးပေးတဲ့ဥပမာဦးဇင်းတို့အမြဲတမ်းပြောနေကြယထာတွဲကြီးမှာခေါင်းတွဲကသာမောင်းသွားနောက်တွဲ9တွဲဟာအလိုလိုလိုက်တယ်ခေါင်းတွဲသည်သမ္မာဒိဋ္ဌိကိုဆိုတာမှန်ကန်တဲ့အမြင်သာဖြစ်အောင်မွေးမြူနော်မှန်ကန်တဲ့အကြံမှန်ကန်တဲ့အပြောမှန်တာအကုန်လုံးဖြစ်တယ်ဟုတ်လားဒါကြောင့်မမြင်ဘူးလို့ဒီသဘာဝကိုမြင်အောင်ကြည့်အဲ့ဒါသမ္မာဒိဋ္ဌိဖြစ်တယ်သမ္မာဒိဋ္ဌိဖြစ်ရင်မဂ္ဂင်7ပါးဖြစ်တယ်မဂ္ဂင်7ပါးဖြစ်မှများလာလို့ရှိရင်နိဗ္ဗာန်မရောက်ပြီဘူးလားရောက်တယ်အဲ့ဒါမရောက်ဘူးသေးတဲ့အရက်ဒေသကိုသွားတယ်ဆိုတာအဲ့ဒါပဲဧတတုကိုဏီကုံကျုပ်လျှော့သေးကလေးပြောအောင်မယ်နိဗ္ဗာန်ကိုနောက်ထပ်သွားတဲ့တနည်းဟုတ်လားအဲ့ဒါဘာလဲဆိုတော့နိဗ္ဗာန်တည်းဟူသောနိဗ္ဗာန်ကိုသွားတဲ့ဒီခရီးမှာကုသိုလ်သရိပ်ရှာပြီးတော့သွားရနော်တခါကြီးမိုက်မြဝိပဿနာတရားတွေမဂ္ဂင်7ပါးတွေကိုဆွမ်းဆွမ်းဓမ္မဒီဘဝယဟန္တာဖြစ်အောင်ဟာအရိယာဖြစ်အောင်ဟာမကျင့်သုံးနိုင်သေးဘူးတပည့်တော်တို့အဲ့ဒါလောက်မဆွမ်းသေးဘူးလို့ကိုယုံကြည်မှုနည်းတယ်ဆိုရင်နော်ကုသိုလ်တည်းဟူသောဇရိတ်ရှာပြီးတော့နိဗ္ဗာန်တည်းဟူသောပန်းတိုင်ကိုနိဗ္ဗာန်ခရီးကိုလျှောက်ရဟုတ်လားဒါနပြုရမယ်သီလဆောက်တည်ရမယ်တတ်နိုင်တဲ့မြတ်သမထဘာဝနာဝိပဿနာဘာဝနာပွားများရမယ်ပြုတိုင်းဘဝတန်တရားကလွတ်ငြိမ်းချမ်းသာခွင့်ရနိဗ္ဗာန်ကိုရပါရစေလို့အဲ့ဒီလိုကုသိုလ်ကောင်းမှုဇရိတ်ကိုရှုပြီးတော့ဇရိတ်လောက်ပြီဆိုလို့ရှိရင်ခရီးသွားလို့ရပြီဟုတ်လားရန်ကုန်သွားခြင်းနဲ့ဆိုရင်ရန်ကုန်ဇရိတ်တော့ရှိမှာပေါ့ဟုတ်လားအဲ့တော့ဒါနပြုတယ်သီလဆောက်တည်တယ်ဘာဝနာပွားများတယ်ဆိုတာနိဗ္ဗာန်ခရီးအတွက်ဘာလုပ်တာလဲဇရိတ်ရှာမရောက်ဘူးသေးတဲ့နိဗ္ဗာန်ကိုရောက်ဖို့အတွက်သွားမလို့တာဆူးနေတာသဘောပေါက်လားအေးခက်တာကဇရိတ်ကိုရှာလိုက်သုံးလိုက်လုပ်နေရင်ဇရိတ်ကဘယ်တော့မှလောက်မှာမဟုတ်ဘူးနော်ဇရိတ်ကိုရှာထားတယ်အရင်ဘဝကလည်းပြုခဲ့တာပဲကုသိုလ်တွေ
ဒါပေမဲ့အဲ့ဒီဈေးကိုရှုထားရကောင်းမှမသိဈေးကိုရအောင်ရှာကုန်အောင်ဖြုံးနေဆိုရင်ဈေးကဘယ်တော့မှကြည့်တဲ့သဘောမရှိဘဲနဲ့အဲ့ဒီခကြီးကိုလည်းအဆုံးတိုင်းသွားနိုင်မှာမဟုတ်ဘူးနော်ဦးဇင်းတို့ဥပမာလေးတစ်ခုမင်းကုန်းသတော်ဘုရားကြီးပေးတဲ့ဥပမာလေးကိုပြောပြတာပေးတတ်တော့နော်ဦးဇင်းတို့ဘုရားလောင်းပြုထားတဲ့ကုသိုလ်သည်တတ္တဝါအနန္တပြုတဲ့ကုသိုလ်တဲ့အများကြီးများတယ်နော်ဘုရားလောင်းပြုတဲ့ကုသိုလ်ဟာတတ္တဝါအနန္တပြုတဲ့ကုသိုလ်တွေပါလေအများကြီးများတယ်ဘုရားလောင်းကတယောက်တည်းနော်တတ္တဝါတွေကအနန္တနော်ဘယ်နဲ့ကြောင့်များတယ်လဲဘုရားလောင်းကသူကဒါနပြုတိုင်းသီလဆောက်တည်တိုင်းကောင်းတာတွေလုပ်တိုင်းဒီကုသိုလ်တွေကြောင့်သဗ္ဗညုတဉာဏ်ကိုရခြင်းတယ်လို့ဆန္ဒကတစ်ခုတည်းထားပြီးတော့ဒီကုသိုလ်ကိုမလုပ်ထားတာလို့ရှုထားတာနော်သူကမလုပ်ထားတာလို့ရှုထားတာဒါကြောင့်ဦးဇင်းတို့ဘုရားဖြစ်ပြီးဆိုတော့ရုပ်အားဖြင့်လည်းပဲဘယ်သူနဲ့မှမတူအောင်အတင့်တယ်ဆုံးအသက်ပဲဆုံးကုသိုလ်တွေကအခုပြုံပြီးတော့ဗာဖြစ်တာ ਨੇ အကျိုးပေးတာဉာဏ်အားဖြင့်လည်းဘယ်သူမှမတူအောင်ဟုတ်လားကုသိုလ်တွေကိုမလုပ်ထားတာလေရှုခဲ့တာတရားဓမ္မတို့ဦးဇင်းတို့တတ္တဝါတွေကြတော့အဲ့လိုမဟုတ်ဘူးကုသိုလ်တွေကိုလုပ်တော့လုပ်တာပေါ့ဘဝတိုင်းလုပ်ခဲ့ကြတယ်နော်လူဘဝရောက်တိုင်းရလုပ်ကြဒါပေမဲ့ကုသိုလ်ကိုလုပ်ပြီးတော့နိဗ္ဗာန်ဆိုတာကိုအာရုံမထားနိုင်ဘဲနဲ့လူဖြစ်ခြင်းနဲ့နတ်ဖြစ်ခြင်းနဲ့မြမဖြစ်ခြင်းနဲ့ဟောဆန္ဒတွေကပြန့်ကျဲကုန်ပြီနော်တချို့ကြတော့အဲ့လောက်တော့အဆင်မရှိဘူးဂုံပကာသနာကိုမက်မောပြီးတော့ကုသိုလ်ပြုတာတောင်မရှိဘူးလားရှိတယ်အဲ့တော့ကုသိုလ်ကရတော့ရတယ်ရပြီးတော့မဖြစ်သွားတော့ကုန်သွားရောဆိုကြပါစို့နတ်ဖြစ်ခြင်းတို့ကုသိုလ်ပြုတယ်ဆိုရင်အဲ့ဒီကုသိုလ်ကနတ်ဖြစ်အောင်တော့လုပ်မပေးပြီဘူးလားလုပ်ပေးတယ်အဲ့ဒီနတ်ကပြီးတော့ပြည့်စည်မသွားဘူးလားအဲ့ဒီနတ်ပြည့်စည်သွားတာနဲ့တပြိုင်တည်းနတ်ဖြစ်အောင်လုပ်ပေးတဲ့ကုသိုလ်လည်းပဲပြည့်စည်သွားရောဟုတ်လားအေးဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့သာမန်လူတွေဟာလေကုသိုလ်ကိုမလုပ်နေတော့ရအောင်ရှာကုံအောင်ဖြုံးနေတာဒါကြောင့်ဇရိတ်ကမလောက်ပဲဖြစ်နေတာနော်ကြွားတဲ့ရက်ထဲမှာလေရရစောစောဝါဝါမြမျိုးတောက်တောက်စားစားရမ်းရမ်းကားကားဆိုရင်အထင်မသေးဘူးလားခုတရားဓမ္မတို့ဦးဇင်းတို့တွေကလည်းတန်တရားရင်းနဲ့ပတ်သက်ရင်ကုသိုလ်ကိုဘယ်လိုလုပ်နေရအောင်ရှာကုံအောင်ဖြုံးနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်တစ်ခုလေးကိုထားပြီးတော့ဆွဲဆွဲမြင်းမြဲဒါကိုပဲရကျင်တယ်ဒါကလည်းလို့ဘာမှမရကျင်ဘူးဆိုတဲ့ဒီစိတ်ကူးမျိုးဘာလို့ရမှာလဲမွေးရအဲ့ဒါဆိုရင်ကုသိုလ်စရိတ်ဟာတဖြည်းဖြည်းနဲ့များမလာပြီဟုတ်လားများလာတယ်အဲ့ဒီပါရမီတွေစုမိလာရင်နိဗ္ဗာန်မရောက်ပြီဘူးလားရောက်ပြီနိဗ္ဗာန်ရမယ်ဘဝကိုပို့မိနောက်ဆုံးအဲ့ဒီဘဝမိကောင်းဆွေကောင်းအကြံကောင်းဉာဏ်ကောင်းတွေနဲ့ပေါင်းဆက်ပြီးတော့နိဗ္ဗာန်ကိုမြင်နိုင်တဲ့ဉာဏ်မရပြီဘူးလားရမယ်ဒါကြောင့်ဒါကတော့လျှော့သေးပေါ့နော်ဒါကြောင့်နိဗ္ဗာန်ကိုရောက်ဖို့အတွက်ခရီးမှာဘာစရိတ်လို့လဲကုသိုလ်စရိတ်ဣတ္တရေဘာစရိတ်လဲအခုကုသိုလ်တွေကြားနေကြတာနော်အဲ့ဒီကုသိုလ်စရိတ်ဒီနိဗ္ဗာန်တည်းဟူသောခရီးကိုသွားဖို့အတွက်အဲ့ဒီစရိတ်ကိုဘာလို့ရမှာလဲအသုံးချရဒါကတစ်မျိုးပေါ့ဟုတ်လားခုနတုန်းကမဂ္ဂင်7ပါးကိုပွားများပြီးတော့တကယ်ဆွမ်းဆွမ်းတမအားထုတ်မယ်ဆိုရင်ဒီဘဝတွင်လည်းပဲမရောက်ဘူးတဲ့နိဗ္ဗာန်ကိုမရောက်ပြီဘူးလားရောက်နိုင်ပြီအဲ့ဒီလိုမရောက်ဘူးသေးတဲ့အရက်ဒေသကိုသွားရဲလာရဲကြိုးစားရဲမယ်ဆိုရင်သတုထမြောက်အင်္ဂါရက်နဲ့ပြည့်စုံတဲ့အတွက်ကြောင့်အဖိုးတန်တဲ့လူတယောက်မဖြစ်ပြီဘူးလားဖြစ်တယ်ဒါကဘာလဲသတုထမြောက်အင်္ဂါရက်ဘယ်နှချက်ပြီးသွားပြီလဲ4ချက်ပြီးသွားပြီနာယီကလည်း1နာရီနဲ့မိနစ်20ရှိသွားပြီနော်တရားမသိရင်ဘုန်းကြီးဂရိမတိမှာဆိုရဟုတ်လားအဲ့တော့အင်္ဂါဘယ်နှရက်လဲ4ချက်ပြန်ပြီးတော့ပြောမယ်နော်မင်းရဲ့ယရနာထိုက်တဲ့အဖိုးတန်တဲ့ဆင်သည်အင်္ဂါ4ချက်နဲ့ပြည့်စုံသလိုတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ခြင်းရင်လည်းအင်္ဂါ4ချက်နဲ့ပြည့်စုံရမယ်နံပါတ်1မြတ်စွာဘုရားရဲ့တရားစကားတွေကိုနားလည်ရမယ်နားထောင်ရမယ်လိုက်နာရမယ်ဟုတ်လားနံပါတ်2မကောင်းတဲ့တရားတွေကိုပယ်သက်ရဲတဲ့တတိရှိရမယ်ဟုတ်လားနံပါတ်3ဖြစ်ပေါ်လာတဲ့လောကဓာတ်တရားတွေဖြစ်ပေါ်လာတဲ့ဝေဒနာတွေပြောကြားလာတဲ့စကားတွေကိုသိခံရမယ်နံပါတ်4မရောက်ဘူးသေးသောငြိမ်းချမ်းရာနိဗ္ဗာန်တည်းဟူသောအယတ္တေသကိုသွားရဲလာရဲတတိရှိရမယ်
တနည်းအားဖြင့်မဂ္ဂင်7ပါးကိုပွားရမယ်ကုသိုလ်စရိတ်ရှုရမယ်သဘောပေါက်တယ်နော်အဲ့ဒီအင်္ဂါ၄ချက်နဲ့ပြည့်စုံရင်တန်ဖိုးရှိတဲ့လူဆိုတာဖြစ်လာမယ်မဟုတ်လားကိုပို့ပြီးတော့တန်ဖိုးကြီးတဲ့ကြီးအောင်များတဲ့များအောင်မြတ်တဲ့မြတ်လာအောင်ကြိုးစားရပြီဘူးလားကြိုးစားရမယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်တရားတော်တွေကိုအများများနာနိုင်ကြပါစေမကောင်းတဲ့တရားတွေကိုမိမိတန်တမှာမွေးမြူမထားဘဲနဲ့ပယ်တတ်နိုင်ကြပါစေဟုတ်လားဖြစ်ပေါ်လာတဲ့လောကရန်တရားတွေကိုသိခံနိုင်ကြပါစေမရောက်ဘူးသေးသောနိဗ္ဗာန်တည်ဟူသောအရက်ကိုရောက်အောင်မဂ္ဂင်7ပါးကိုလည်းပွားများနိုင်ကြပါစေကုသိုလ်တရားကိုလည်းများများဆုနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့နာဂသုတ်တံတန်ဖိုးရှိတဲ့လူဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့ဆုံးသတ်ရအောင်ဘဝတုသဗ္ဗမင်္ဂလာရကတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရကတုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရကတုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘောတုတိတေတုံမဂံသင်တရားနာပိသပေါသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းစုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတေတုံမဂံသင်တရားနာပိသပေါသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြဝသောနာမိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောမိမိတို့ကဘာမိမိတို့သာသနာမှာစောင့်ကြနေကြကုန်သောနာပြန်နဲ့ကောင်းတာပေါင်းတို့အားလည်းပဲသက္ကတို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းတေတုံဝါမသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗဗုဒ္ဓ ानु ဘာဝေနာကေငါဝါလူသေးစုမကပွင့်တော်မူရတဲ့သုတုတော်ဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတည်သောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနာမရိယံဘူလိတနိဗ္ဗာန်ပရိယတိဥသောသောစေတံသောတရားတော်မြတ်တို့ရဲ့တကုတည်သောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနာမက္ကတံလေးရောက်ကြတဲ့လေးရောက်သောသောရှင်အောင်တော်ရိယာသံဃာရှင်မြတ်တို့နဲ့တကွာသီလဘုံသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူရတဲ့တကုတည်သံဃာရှင်ကောင်းရှင်များပေါင်းတို့ရဲ့တကုတည်သောအနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေကမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်တရားကျမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း